တရားသံဃာအားဖြင့်သုံးပါးယတနာမြတ်မွန်စွာကိုတတ္တာယူကျိုးလက်အုပ်ငို၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကတော့ကြရသောပနာမကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်ပစ္စကဘဝယနေ့စ၍နိဗ္ဗာန်မျက်မှောက်ပြုရသောစိတ်တခဏကာလတိုင်းအောင်အပေလေးပါးကတ်သုံးပါးယံပြည့်၈ပါးယံသူမျိုး၅ပါးဝိပဿနာ၄ပါးယတနာ၅ပါးဒီဟုသောအနိဋ္ဌဝိနိဒံယမ္မံခတ်သိဘဝတိုင်းကင်းလွတ်ငြိမ်းကြပါစေအနိဋ္ဌဝိဒံယမ္မံခတ်သိဘဝတိုင်းကင်းလွတ်ငြိမ်းကြ၍ဒါနသီလဘာဝနာသုံးပြသောအနှစ်တရားတို့ကိုဘဝမချပွားများကြိုးကိုအားထုတ်ကျင့်ကြံနိုင်ကြပါစေဘဝမချပွားများကြိုးကိုအားထုတ်ကျင့်ကြံနိုင်ကြသဖြင့်သာသနာအနှစ်ဧကံဖြစ်သောမက်ဖို့နိဗ္ဗာန်ကိုတန်သောလောကုတ္တရာတရားတော်မြတ်ကိုအရဟတဖို့ပါလင်းမြန်သောစွာမျက်မှောက်ပြုနိုင်လွယ်ကြသည်ဖြစ်စေကာမအပေါင်းသူတော်ကောင်းတို့ယနေ့ကောဇာတက္ကရာ1344ခုသာသနာတော်2526ခုနှစ်ဒုတိယဝါစုကိုယ်တိုင်ကျင့်သုံးတဲ့စရဏအရာဝိဇ္ဇာနဲ့စရဏနှစ်ပါးအပြည့်အစုံဖြစ်ပြီးတော့ထိုဝိဇ္ဇာစရဏပฏิပတ်ဖြင့်ယေရှုရှင်မဟာစီဆရာတော်ဖရာအားဓမ္မာနုဓမ္မပฏิပတ်တိပူဇာဖြင့်တရားကောရောပူဇော်ကြရန်ဖြစ်ပါဓမ္မာနုဓမ္မပฏิပတ်ဆိုတာတရဏဂုံကစပြီးတော့သီလဘာဝနာဒါနဤကောင်းမှုကုသိုလ်တွေဟာလောကုတ္တရာတရား၉ပါးအားလျော်လျောက်ပတ်သောအကျင့်ပฏิပတ်ဖြစ်ပါထိုအကျင့်ပฏิပတ်ဖြင့်ပြည်တွင်းပြည်ပပฏิပတ်တိသာသနာပြုကောင်းဆောင်ဖြစ်တော်မူသောမဟာစီဆရာတော်ဘုရားအားဓမ္မာနုဓမ္မပฏิပတ်ဖြင့်ယခုပူဇော်ကြရန်ဖြစ်ပါယင်းတို့ပူဇော်ကြတဲ့နေရာရှိဥစွာတရဏဂုံသီလဒီဟုသောဓမ္မာနုဓမ္မပฏิပတ်ကိုစတင်ကျင့်ဖို့ရန်အတွက်တရားဓမ္မအပေါင်းသူတော်ကောင်းတို့သည်အဟံဗန္တိသုံးခေါက်ရွတ်ဆို၍ဗုဒ္ဓဓမ္မသံဃာသုံးပုံတရဏဂုံသုံးပါးနှင့်တကွအထင်ကဥပုပ်သီလကိုပါဠိလိုတောင်းခံပြကြပြီ
ယခုမိမိတို့ဆိုခဲ့တဲ့သီလတော်ပါဠိရဲ့အ내အတိတ်ပဲကိုလုံးတိုင်းခွန်းတိုင်းသိပြီးတော့ညာနာတန်တရုပ်သီလတော်ဖြစ်အောင်အမိမြန်မာဘာသာနဲ့ငါတို့ရခင်ကဆိုလိုက်တော့ပါဠိဟာဒီအတိတ်ပဲရှိတယ်လို့လုံးတိုင်းခွန်းတိုင်းအ내အတိတ်ပဲကိုသိပြီးတော့ဒီဟိဥက္ကညာနာတန်တရုပ်သီလတော်ဖြစ်အောင်ရွတ်ဆောင်ကြပါစို့သူတော်ကောင်းတို့လိုက်ဆိုကြအရှင်တို့ဖျားတပည့်တော်သည်သရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၈ပါးနှင့်ပြည့်စုံသောဥပုသ်သီလကိုတောင်းခံပါ၏တပည့်တော်အားရှိမြောက်သမှုပြုတော်မူ၍သရဏဂုံသီလကိုပေတော်မူပါကုန်အရှင်တို့ဖျားအရှင်တို့ဖျားတပည့်တော်သည်နှစ်ကြိမ်မြောက်လဲသရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၈ပါးနှင့်ပြည့်စုံသောဥပုသ်သီလကိုတောင်းခံပါ၏တပည့်တော်အားရှိမြောက်သမှုပြုတော်မူ၍သရဏဂုံသီလကိုပေးတော်မူပါကုန်အရှင်တို့ဖျားအရှင်တို့ဖျားတပည့်တော်သည်သုံးကြိမ်မြောက်လဲသရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၈ပါးနှင့်ပြည့်စုံသောဥပုသ်သီလကိုတောင်းခံပါ၏တပည့်တော်အားရှိမြောက်သမှုပြုတော်မူ၍သရဏဂုံသီလကိုပေးတော်မူပါကုန်အရှင်တို့ဖျားသရဏဂုံသီလတောင်းတဲ့ပထမအပိုင်းပြီးသွားပြီသူတော်ကောင်းတို့ယခုနောက်၃ပိုင်းကိုအစဉ်တစ်ဖြင့်သွားရအောင်ယမဟံဝဒာမိတံဝတိထဒါကဆရာတကနောက်အပိုင်း၃ပိုင်းသွားမလို့ပါဠိတကပြောကြခြင်းဖြစ်ပါတပည့်တော်တို့ပါဠိလိုကြည့်တဲ့ပြောဆိုရတာဟာဒီသီလခံယူတဲ့ကိစ္စ၌ပါဠိလိုမိဘဘိုးဘွားချပေးထားတဲ့မူဟာဘယ်လိုကျေးဇူးများတယ်လဲလို့မေးရင်မြတ်စွာဘုရားများမိတ်ဆွေဟောကြားတဲ့ပါဠိဘာသာနဲ့ယခုလိုဓမ္မကိစ္စရွတ်ဆောင်လင်းနောက်တစ်ချိန်အရိယာမဉ္ဇဉ်ကိုရတဲ့အခါပฏิတံပိဓာဉာဏ်၄ပါးလို့ခေါ်တဲ့အရိယာတို့နေပယ်မှာလွန်စွာထင်ရှားလူလာတောင့်တအပ်တဲ့ပฏิတံပိဓာဉာဏ်၄ပါးအချမ်းအယံပါပြီးတော့ပฏิတံပိဓာပတ္တအရိယာသူတော်ကောင်းတွေဖြစ်နိုင်ကြတယ်ဒါဓမ္မသဘောအဲ့ဒီဓမ္မသဘောအရာမိဘဘိုးဘွားအထက်လူကြီးများကဒုသားဒုသမီးဒုမြီးဒုမြစ်တွေနောက်တစ်ချိန်အရိယာမဲ့ညာရကြတဲ့အခါပฏิတံပိဓာဉာဏ်၄ပါးအချမ်းအယံပါ၍ပฏิတံပိဓာပတ္တအရိယာသူတော်ကောင်းတွေဖြစ်ရကြပါစေလို့မဆိုးတော်လဲဆိုပြီးအလား
ဘဘူဘွားချပေးထားတဲ့ပါဠိနဲ့ဆိုကြသည်ပฏิတံပိတာဉာဏ်အားသောအနုတာဝနံပฏิတံပိတာယသပစ္စယောလို့ကျမ်းဂန်များလာတဲ့အတိုင်းပฏิတံပိတာဉာဏ်လေးပါးအားကျေးဇူးများတဲ့မူဖြစ်လို့ယနေ့တိုင်အောင်ပါဠိနဲ့မိမိတို့ရွတ်ဆောင်ခဲ့ကြခြင်းဖြစ်ပါဒီလိုမိဘဘိုးဘွားရဲ့မူပြီးကျေးဇူးများပါလားလို့သိပြီးတော့ဝမ်းမြောက်ပါအခုနောက်၃ပိုင်းကိုတွားမယ်လို့ဆရာတော်ကပฏิတံပိဒဉာဏ်ရဲ့အထောက်အပံ့ဖြစ်ဖို့ရန်အတွက်ပါဠိတွေကပြောကြတယ်ယမဟံဝဒာမိတံဝတိထသီလပေးတဲ့ကိုတော်ကဒကာဒကမတွေကအာမဗန္တိဘာဆိုလို့တော့သီလပေးတဲ့ကိုတော်ပြောလို့တာကဒကာဒကမအပေါင်းသူတော်ကောင်းတို့အသင်းသူတော်ကောင်းတို့ကသရဏဂုံ၃ပါးနဲ့တကွအင်္ဂါ၈ပါးနဲ့ပြည့်စုံသောဥပုပ်သီလကိုပေးပါဆိုတာပါဠိလို၃ကြိမ်မြန်မာလို၃ကြိမ်အကျဉ်းချင်းအဖန်ဖန်လူလူချင်းချင်းတောင်းခံကြတယ်ဒီတရဏဂုံနဲ့သီလဆိုတာရုပ်တရားမဟုတ်ဘူးရုပ်တရားများတော့အထေတရားရကောင်းလို့ရုပ်တရားတောင်းတဲ့အခါဥပမာသမင်းပေးပါဟင်းပေးပါအဲ့ဒီလိုတောင်းတဲ့အခါသမင်းတို့ဟင်းတို့လို့ဆိုတဲ့ပစ္စည်းတွေကရုပ်တရားဖြစ်လို့အထေဝတ္ထုတရားလက်နဲ့ကင်ပေးလို့ရကောင်းတယ်ယခုအသင်သူတော်ကောင်းတို့တောင်းတဲ့တရဏဂုံ၃ပါးနဲ့တကွအင်္ဂါ၈ပါးနဲ့ပြည့်စုံသောဥပုပ်သီလဆိုတာရုပ်တရားမဟုတ်ရုပ်ဝတ္ထုပစ္စည်းမဟုတ်ဘူးအထေတရားမရကောင်းတရဏဂုံဆိုတာဖရာတရားသံဃာဒီယရဏ၃ပါးဒီငါတို့ရဲ့ကိုယ်ခွဲရာငါတို့ကိုအပယ်၄ပါးမလားမရောက်အောင်တန်တရားဝတ်ကကျွတ်လွတ်အောင်ကျေးဇူးပြုမယ်ယရဏ၃ပါးပဲလို့မမိတ်မသုံးယုံကြည်သိမြင်တဲ့တတ္တာပညာဒီတရား၂ပါးရှိသွားပြုတယ်မဟာကုသိုလ်စိတ်စေတသိက်တွေကိုတရဏဂုံလို့ခေါ်တဲ့သူတော်ကောင်းတို့ထို့အတူ၈ပါးသီလဆိုတာကလည်းပဲသူ့အသက်တတ်ခြင်းသူ့ဥစ္စာခိုးခြင်းစတော့အမှု၈မျိုးမှရှောင်ကျင်သောအချင်းအရာဖြင့်ဖြစ်တဲ့မဟာကုသိုလ်စိတ်စေတသိက်များကို၈ပါးသီလလို့ခေါ်တယ်ဒီတော့ဒီတရဏဂုံရော၈ပါးသီလရောဟာဆိုခဲ့ပြီးသောအတိုင်းမဟာကုသိုလ်စိတ်စေတသိက်ခေါ်တဲ့နန္တရားမျိုးဖြစ်တယ်နန္တရားမှာအထေတရားမရကောင်းဘူးမရကောင်းတဲ့အတွက်တရဏဂုံကိုလက်နဲ့ကင်ပြီးတော့ရော့တရဏဂုံရော့သီလအဲ့ဒီလိုလက်နဲ့ကင်ပေးလို့မရကောင်းဘူးသူတော်ကောင်းတို့ဒီတရဏဂုံမဟာကုသိုလ်စိတ်စေတသိက်တွေဖြစ်အောင်ဆိုပုံတရားစကား၈ပါးသီလလို့ခေါ်တဲ့မဟာကုသိုလ်စိတ်စေတသိက်တွေဖြစ်အောင်ဆိုပုံတရားစကားများတရားနေပေမှာအထင်အရှားရှိတယ်ထိုတရားစကားများကိုဘုန်းကြီးကရှေ့ကတိုင်တယ်ဆိုပေးပါမယ်ဒါကိုနောက်ကလိုက်ဆိုကြပါဒီအနေဒီအတိတ်ပဲနဲ့သီလပေးတဲ့ကိုတော်ကယမဟံဝဒာမိတံဝတိထလို့ပါဠိလိုတိုက်တွန်းစကားပြောကြခြင်းဖြစ်ပါသာတော်သူတော်ကောင်းတို့ယံအကျင့်မြတ်စွာဘုရားအရှိခိုးတဲ့မဟာကုသိုလ်စိတ်စေတသိက်တွေဖြစ်အောင်သို့ဘုံတရားစကားတရဏဂုံမဟာကုသိုလ်စိတ်စေတသိက်တွေဖြစ်အောင်သို့ဘုံတရားစကား၈ပါးသီလမဟာကုသိုလ်စိတ်စေတသိက်တွေဖြစ်အောင်သို့ဘုံတရားစကားကိုအဟံငါတိဝဒာမိအစဉ်အတိုင်းရှေ့ကတိုင်တယ်ဆိုပေးပါမယ်တန်းထိုးစကားကိုတုံးနေသင်သူတော်ကောင်းတို့
ဝတိထအတုလိုက်ကဆိုကြပါလို့အဲ့ဒီလိုအလေးအနက်သီလပေးတဲ့ကိုတော်ကပါဠိလိုတိုက်တွန်းစကားပြောကြခြင်းဖြစ်ပါမိမိတို့ကလည်းပဲအာမဗန္တိပฏิသံပိဒာဉာဏ်ကြလို့ပါဠိလိုတခါပြန်ပြီးတော့ဝန်ခံကြဗန္တိအရှင်ဘုရားအာမသာဓုကောင်းပါပြီတပည့်တော်တို့လိုက်၍ဆိုပါမယ်လို့ရေရေတော့ဝန်ခံစကားပြောကြတဲ့အတိုင်းယခုမြတ်စွာဘုရားအားရှိခိုးတဲ့မာကုသိုလ်စိတ်စီနဲ့စိတ်တွေမိမိတို့ရဲ့ဟာရယဝတ္ထုနှလုံးအိမ်ပေါ်မှာအကျဉ်းချင်းအကုန်ကုန်ဂတိကတာဖြစ်အောင်ယခုရွတ်ဆောင်ကြပါစို့သူတော်ကောင်းတို့လိုက်ဆိုကြနမောတတ္တဗဂဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဖြစ်တော်မူသောမြတ်စွာဘုရားအားယူသိမြတ်တို့ရှိခိုးပါ၏အကျွန်ုပ်သည်ဘဂဝါဂုံရှင်အရဟံဂုံရှင်သမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအားယူသိမြတ်တို့ရှိခိုးပါ၏အကျွန်ုပ်သည်ဘဂဝါဂုံရှင်အရဟံဂုံရှင်သမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအားယူသိမြတ်တို့ရှိခိုးပါ၏ဟောတာဘုရားရှိခိုးတဲ့အပိုင်းပြီးသွားပြီသူတော်ကောင်းတို့ယခုသရဏဂုံမဟာကုသိုလ်စိတ်စီတသိက်တွေမိမိတို့ရဲ့ဟာရယဝတ္ထုနှလုံးအိမ်ပေါ်မှာအကျဉ်းချင်းဖြစ်အောင်ယခုရွတ်ဆောင်ကြစို့သူတော်ကောင်းတို့လိုက်ဆိုကြဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိအကျွန်ုပ်သည်မြတ်စွာဘုရားကိုဘုရားရာဟု၍ရှိကပါ၏သိမှတ်ပါ၏တရားတော်ကိုဘုရားရာဟု၍ရှိကပါ၏
သိမှတ်ပါ၏သံဃာတော်ကိုဘုဝေယဟု၍ရှိကပ်ပါ၏သိမှတ်ပါ၏အကျွန်ုပ်သည်နှစ်ကြိမ်မြောက်လေမြတ်စွာဘုရားကိုဘုဝေယဟု၍ရှိကပ်ပါ၏သိမှတ်ပါ၏နှစ်ကြိမ်မြောက်လေတရားတော်ကိုဘုဝေယဟု၍ရှိကပ်ပါ၏သိမှတ်ပါ၏နှစ်ကြိမ်မြောက်လေသံဃာတော်ကိုဘုဝေယဟု၍ရှိကပ်ပါ၏သိမှတ်ပါ၏အကျွန်ုပ်သည်သုံးကြိမ်မြောက်လေမြတ်စွာဘုရားကိုဘုဝေယဟု၍ရှိကပ်ပါ၏သိမှတ်ပါ၏သုံးကြိမ်မြောက်လေတရားတော်ကိုဘုဝေယဟု၍ရှိကပ်ပါ၏သိမှတ်ပါ၏သုံးကြိမ်မြောက်လေသံဃာတော်ကိုဘုဝေယဟု၍ရှိကပ်ပါ၏သိမှတ်ပါ၏သရဏဂုံခံယူဆောက်တည်တဲ့တတိယအပိုင်းပြီးသွားပြီသီလခံတဲ့နေရာမှာသရဏဂုံသီလတောင်းတဲ့အပိုင်းဘုရားရှိခိုးတဲ့အပိုင်းသရဏဂုံ၃ပါးကိုဆောက်တည်ခံယူတဲ့အပိုင်း၈ပါးသောတိက္ခာပုဂ္ဂိုလ်ဆောက်တည်ခံယူတဲ့အပိုင်းလို့အပိုင်း၄ပိုင်းမှာအခုသရဏဂုံဆောက်တည်ခံယူတဲ့အပိုင်းပြီးသွားပြီသူတော်ကောင်းတို့တခါဆရာတကားပါဠိလိုမေးကြအောင်လို့ဖြေကြအောင်လို့သရဏဂမနံပရိပုံနာဧဒါဆရာတကားပါဠိလိုမေးတာသီလပေးတဲ့ကိုယ်တော်ကသရဏဂမနံပရိပုံနာလို့ပါဠိလိုမေးဓမ္မတွေကအာမဗန္တိလို့ပါဠိလိုပြန်ဖြေပါအရှင်ဘုရားကတော့တက်တက်ယူတည်သမှုဂါရဝမင်္ဂလာကုသိုလ်တရားတိုးပွားဖို့ထည့်ခြင်းဖြစ်ပါဤတွင်သီလပေးတဲ့ကိုယ်တော်ပြောလိုတာကသရဏဂမနံပရိပုံနံဘာတော်နှလုံးပြော့ပြောင်းသူတော်ကောင်းတို့သရဏဂမနံစောစောကဘုန်းကြီးပြောခဲ့တဲ့သရဏဂုံမဟာကုသိုလ်စိတ်စေတသိက်များသည်ပရိပုံနံအသင်သူတော်ကောင်းတို့ဤဟာရယဝတ္ထုနှလုံးအိမ်ပေါ်မှာအကျဉ်းချင်းအဖုံဖုံအပြည့်အစုံဖြစ်ပြီးကြလားလို့ပါလားဓမ္မတွေကလည်းပဲအာမဗန္တိပါဠိလိုပြန်ဖြေဗန္တိအရှင်ဘုရားအာမတပည့်တော်တို့ရဲ့ဟာရယနှလုံးအိမ်ပေါ်မှာသရဏဂုံမဟာကုသိုလ်စိတ်စေတသိက်တွေဂတိပေါင်းများစွာအကျဉ်းချင်းအဖုံဖုံအပြည့်အစုံဖြစ်ပြီးပါပြီခင်ဗျာလို့ပြန်ပြောတယ်ဒီဆိုကြပါတို့ရဲ့သရဏဂုံမဟာကုသိုလ်တွေဘုရားရှိခိုးတဲ့မဟာကုသိုလ်တွေယရဏသုံးပါးကတော့တဲ့မဟာကုသိုလ်တွေသရဏဂုံသီလတောင်းတဲ့အခုမဟာကုသိုလ်တွေတို့ဘာပဲပြောပြောဒါတွေဟာဓမ္မာနုဓမ္မပฏิပတ်ခေါ်တယ်အဲ့ဒီပฏิပတ်တွေမှာဒီသီလဘိုင်းလိုက်တတိယသရဏဂုံသီလဆောက်တည်တဲ့သရဏဂုံ၃ပါးဆောက်တည်တဲ့အပိုင်းပြီးသွားမင်းဖြေပြီးရနောက်သတုဋ္ဌမြတ်၈ပါးသောသိက္ခာပုဒ်သီလကုသိုလ်များကိုအခုဆောက်တည်ခံယူကျင့်သုံးကြရအောင်ဝါ၈ပါးသီလလို့ခေါ်တဲ့မဟာကုသိုလ်စိတ်စေတသိက်အမျိုးပေါင်း၈မျိုး
အကျိန်မောင်းကတော့ဂတိကတာအဲ့ဒီမဟာကုသိုလ်တရားများဖြစ်ပေါ်အောင်ယခုရွတ်ဆောင်ကြပါစို့သူတော်ကောင်းတို့လိုက်ဆိုကြဘာငါတိပတ္တာဝေရမဏိတိခာပဒံသမာဓိယာမိအကျွန်းတို့သည်သူ့အသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကျင်ခြင်းတည်းဟူသောသိက္ခာပုဒ်သီလကိုသောက်တည်ပါ၏ခံယူပါ၏ကျင့်သုံးပါ၏အဒိနာဒါနဝေရမဏိသိက္ခာပဒံသမာဓိယာမိအကျွန်ုပ်သည်အရှင်မပေးအပ်သောသူဥစ္စာကိုခိုးယူခြင်းမှရှောင်ကျင်ခြင်းတည်းဟူသောသိက္ခာပုဒ်သီလကိုသောက်တည်ပါ၏ခံယူပါ၏ကျင့်သုံးပါ၏အဗျမစရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိအကျွန်ုပ်သည်မမြတ်သောအကျင့်ကိုကျင့်ခြင်းမှရှောင်ကျင်ခြင်းတည်းဟူသောသိက္ခာပုဒ်သီလကိုသောက်တည်ပါ၏ခံယူပါ၏ကျင့်သုံးပါ၏မုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိအကျွန်ုပ်သည်လိမ္မာတိပြမုဒ္ဒစကားပြောကြခြင်းမှရှောင်ကျင်ခြင်းတည်းဟူသောသိက္ခာပုဒ်သီလကိုသောက်တည်ပါ၏ခံယူပါ၏ကျင့်သုံးပါ၏သုရာမေရယမေတ္တာပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိသနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအကျွန်ုပ်သည်ဒီရွယ်ညစာသာသုံးခြင်းမှရှောင်ကျင်ခြင်းတည်းဟူသောကာဗုဒ္ဓီလကိုဟောက်တည်ပါ၏ခံယူပါ၏ကျင့်သုံးပါ၏နိစ္စမိတဝါဒိတဝိတုကယတနာမာလာကန္တဝိလေပနဓာရဏမန္တနာဝိဘူတနာဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအကျွန်ုပ်သည်သာသနာတော်ဤဆုမြောက်သောဖွယ်ဖြစ်သောကခြင်းတီဆိုခြင်းတီးမှုခြင်းတို့ကိုကိုယ်တိုင်ပြုမှုသူတစ်ပါးပြုသည်ကိုကြည့်ရှုနားထောင်မှုအကုသိုလ်ဖြစ်ကြောင်းပန်းပန်မှုနန္တာလိမ့်မှုနန္တာပြော့တို့ဖြင့်ကိုယ်ကိုအပြည့်အပြည့်ပြုမှုတို့မှရှောင်ကျင်ခြင်းတည်းဟူသောသိက္ခာပုဒ်သီလကိုသ
ဆောက်တည်ပါ၏ခံယူပါ၏ကျင့်သုံးပါ၏ဥစ္စာတယနာမဟာတယနာဝေရမဏိတိက္ခာပဒံသမာဓိယာမိအကျွန်ုပ်သည်အခြေတထောင်တော်အတဲ့မြင့်သောနေရာအခြေ၌ရှင်သေးရုပ်စသောသာယေရုပ်မြတ်တတ်ဆင်ထားသောမြတ်သောနေရာတို့၌နေထိုင်ခြင်းမှရှောင်ကျဉ်ခြင်းသည်ဟူသောသိက္ခာပုဒ်သီလကိုထောက်တည်ပါ၏ခံယူပါ၏ကျင့်သုံးပါ၏အထင်ကဥပုဒ်သီလသောက်တည်ခံယူကျင့်သုံးမိကြပြီသူတော်ကောင်းတို့ယခုတတိယအကျင့်ဆရာတကပါဠိတကပဋိသင်္ပိဒာဉာဏ်ရဲ့အထောက်အပံ့ဖြစ်အောင်ပြောကြအောင်စို့တိတရဏေနသာအထင်ကုပောတတသီလံသာဓုကံကတဝါအပမဒေနသံပါတိထာတတိယအကျင့်ဆရာတကပါဠိတကပြောတယ်သီလပေးတဲ့ကိုယ်တော်ကပါဠိအရှိကြီးသမာလူဘာပြောလို့တလဲဆိုတော့ဒကာဒကမအပေါင်းသူတော်ကောင်းတို့အသင်းသူတော်ကောင်းတို့ဒီသရဏဂုံ၃ပါးနဲ့တကွရှစ်ပါးသောသိက္ခာပုဒ်သီလကုသိုလ်များပါဠိလိုမြန်မာလိုအ내အတိတ်ပဲသိပြီးတော့သောက်တည်ခံယူကျင့်သုံးမိကြအဲ့ဒီသောက်တည်ခံယူကျင့်သုံးမိတဲ့သရဏဂုံများညှို့မသွားအောင်ရှစ်ပါးသီလများပြတ်မသွားအောင်ပေါက်မသွားအောင်ပြောင်းမသွားအောင်ကြားမသွားအောင်တတိထားပြီးတော့ထိမ့်သိမ့်စောင့်ရှောက်ပြည့်စုံအောင်ဖြည့်ကျင့်ကြပါလို့ဒီအဓိပ္ပာယ်ကိုပါဠိလိုပြောတာမိမိတို့ကလည်းပဲအာမဗန္တိကောင်းပါပြီအရှင်ဘုရားတပည့်တော်တို့သရဏဂုံများညှို့မသွားအောင်ရှစ်ပါးသောသိက္ခာပုဒ်သီလကုသိုလ်များပြတ်မသွားအောင်ပေါက်မသွားအောင်ပြောင်းမသွားအောင်ကြားမသွားအောင်မပြတ်အောင်မပေါက်အောင်မပြောက်အောင်မကြားအောင်ထိမ့်သိမ့်စောင့်ရှောက်ဖြည့်ကျင့်ကြပါမယ်လို့အဲ့ဒီလိုရဲရဲတော့ဝန်ခံစကားပြောကြကြခြင်းဖြစ်ပါတယ်ဤတွင်တိသရဏဂုံသီလတောင်းတဲ့အပိုင်းအဟံပန္တိသုံးခေါက်ရွတ်တာနဲ့မြတ်စွာဘုရားအားရှိခိုးတဲ့အပိုင်းနမောတတ္တသုံးခေါက်ရွတ်တာသုံးသရဏဂုံသုံးပါးကိုသုံးကြိမ်တိုင်တိုင်ဆောက်တည်ခံယူတဲ့အပိုင်းဗုဒ္ဓံတရဏံကိစ္ဆာမိစသည်သုံးကြိမ်သုံးပါးရွတ်ဆိုကြလေးအထင်ကဥပုပ်သီလဆောက်တည်ခံယူကျင့်သုံးတဲ့အပိုင်းလေးပိုင်းရှိတော့သီလဝိသုဒ္ဓိဓမ္မာနုဓမ္မပฏิပတ်ကိုမိမိတို့အောင်မြင်ကျင့်ကြံကြိုးကိုအားထုတ်မိကြပြီသူတော်ကောင်းတို့သီလပြီးရင်ဘာဝနာသွားရအောင်ဘာဝနာသွားတဲ့နေရာမှာဤသာလနရိတ်တာကသူတော်စင်တီနဲ့အလျော်ဆုံးဖြစ်တဲ့အရှင်ဘာဟိယတို့အရှင်မာလူကျပုဒ္ဒတို့အရဟတပူပေါက်ကျေးဇူးဆောက်ပေးတဲ့ဒေယသုတမုဒ္ဒဝိညာတသူတို့ဆိုဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေဆိုတော့လေးစုတို့မှာတော့ဉာဏ်အလေအလတ်ဆိုတော့6စုထပ်ပြီးတော့ဝိပဿနာနှလုံးကျင့်သုံးရအောင်ဓမ္မလည်းကမှအပေါင်းသူတော်ကောင်းတို့လောကကြီးမှာရှိတဲ့တရားတွေကိုအဘိဓမ္မာမျက်စိပရမတ္ထမျက်စိနဲ့ကြည့်ရင်ဘုန်းကြီးတို့အာယု
တရားအာရမဏိကတရားလို့နှမျိုးရှိအာယုံဆိုတာအာယုံအပြုခံရတဲ့တရားအာရမဏိကတရားဆိုတာအဲ့ဒီအာယုံကိုအာယုံပြုပြီးဖြစ်တဲ့စိတ်စီတသိက်တွေကိုအာရမဏိကလို့ခေါ်တယ်အာယုံဆိုတာကအစဉ်အတန်အနတ်အရသာအတွေ့အထိဓမ္မသဘောဒီ6မျိုးကိုအာယုံလို့ခေါ်တယ်ဒီလောကမှာရှိတဲ့တရားတွေခြုံကြည့်လိုက်အာယုံနဲ့အာရမဏိကစကားနှစ်ခွန်းထဲမှာအလုံးတရားတွေကအကုန်ဝင်တယ်အဲ့ဒီအထဲမှာအာယုံမှာလည်းပဲမြင်အပ်တဲ့အရှင်မျိုးစုံယူပါယုံဒါကတပတ်နားဖြင့်ကြားကောင်းတဲ့ကြားအပ်တဲ့အတန်မျိုးစုံတတ္တယုံဒါကတရားတစုနာကောင်းဖြင့်နှမ်းရှူအပ်တဲ့ကောင်းကောင်းဆိုးဆိုးအနတ်မျိုးစုံကန္တာယုံဒါကတရားတစုလျာချင်းလျက်၍သိရတယ်အချိုးအချင်းအစအငါအပအခါဆိုတဲ့အရာမျိုးစုံရတာယုံဒါကတစုပြီးတော့ကိုယ်ဖြင့်ကိုယ်ကာယဖြင့်တွေ့ထိ၍သိအပ်တဲ့အကြံအနုအပူအေးအပြော့အမှားဆိုတဲ့အတွေ့မျိုးစုံဘုဒ္ဓဘာယုံ6စိတ်နဲ့သာကြံစီသိမြင်ကောင်းတဲ့ယုံနာမျိုးစုံဓမ္မယုံလို့အာယုံပိုင်းက6ပိုင်းရှိတယ်သူတော်ကောင်းတို့အာရမဏိကာလို့ခေါ်တဲ့အဲ့ဒီအာယုံတွေကိုအာယုံပြုတ်ပြီးတော့ဖြစ်တဲ့တို့သူငါတန်တမှာဖြစ်တဲ့စိတ်စီတသိက်ကလည်းပဲမြင်တတ်တဲ့စိတ်စီတသိက်ကြားတတ်တဲ့စိတ်စီတသိက်နှမ်းရှူတတ်တဲ့စိတ်စီတသိက်လျက်တတ်စားတတ်တဲ့စိတ်စီတသိက်တွေ့ထိတတ်တဲ့စိတ်စီတသိက်သိတတ်တဲ့စိတ်စီတသိက်လို့ဒီဘက်ကအာယုံပြုတ်တတ်သောအာရမဏိကစိတ်စီတသိက်ဘက်ကလည်းပဲခြုံပြောရင်6မျိုးရှိမြင်တတ်ကြားတတ်နန္တစားတတ်ထိတတ်သိတတ်အဲ့ဒီလို6မျိုးအာယုံဘက်ကလည်းမှတ်လို့အင်းနဲ့လွဲပါမြင်အပ်ကြားအပ်နံအပ်စားအပ်ထိအပ်သိအပ်ဒါမှတ်လိုက်ရင်စကား6ခုနဲ့အာယုံ6ပါးကုန်သွားတယ်ဒါကအာရမဏိက6စုမြင်တတ်ကြားတတ်နန္တစားတတ်ထိတတ်သိတတ်ဒါလိုကြည့်ပါဤမြတ်လောက်ပြောရင်ဟိုမြင်အပ်ကြားအပ်နံအပ်စားအပ်ထိအပ်သိအပ်နဲ့ဒီကမြင်တတ်ကြားတတ်နန္တစားတတ်ထိတတ်သိတတ်သူ့အာယုံနဲ့သူ့အာရမဏိကသွေးတတ်မြင်အပ်တဲ့အာယုံမြင်တတ်တဲ့အာရမဏိကတရားသူတို့ကိုပါဠိလိုဒိဋ္ဌခေါ်တယ်သူတို့ကောင်းတို့ချုံးခေါ်တယ်ကြားအပ်တဲ့အတန်မျိုးစုံတတ္တယုံဆိုတဲ့တရားကြားတတ်တဲ့စိတ်စေတသိက်တရားဒီအာယုံအာရမဏိကတရား2မျိုးပါဠိနယ်ပယ်ဓမ္မနယ်ပယ်ကြသုတ္တာလို့ခေါ်လိုက်တခွန်းနဲ့တခါနံအပ်နန္တဆိုတဲ့အာယုံအာရမဏိကတတွဲသာအပ်သာဒဆိုတဲ့အာယုံအာရမဏိကတတွဲထိအပ်ထိဒဆိုတဲ့အာယုံအာရမဏိကတတွဲအဲ့ဒီ3တွဲကိုတော့ရှင်ပါဠိယလို့ရှင်မာလူကြပုဒ္ဒလို့ကိုတော်ကြီးတွေကဉာဏ်ထက်တဲ့သိက္ခာပညာပုဂ္ဂိုလ်ကြီးတွေဖြစ်လို့အဲ့ဒီအာယုံအာရမဏိက3တွဲကိုမုဒ္ဒလို့သုံးလိုက်ဒီမုဒ္ဒလို့သုံးအဲ့ဒီမုဒ္ဒသုံးတဲ့3တွဲဘုန်းကြီးတို့ခုတရားနာပရိသတ်တို့ကြားသူတို့လောက်တို့ကဉာဏ်မထက်တော့3တွဲကို3တွဲပဲဆိုရိုးပြုတ်ပြီးတော့ပထမမုဒ္ဒနံအနန္တ
ဒုတိယမုဒ္ဒသာအသန္တတတိယမုဒ္ဒထိအထိတအဲ့ဒီလိုသူ့အာယုံအာရမဏိကသုံးလွဲကိုတော့ပထမမုဒ္ဒဒုတိယမုဒ္ဒတတိယမုဒ္ဒအဲ့ဒီလိုမှတ်ကြပါစို့ပြီးတော့သိအပ်သိကြသိအပ်တဲ့ယုံနာမျိုးစုံဓမ္မယုံနဲ့သိတတ်တဲ့မနောဒွါရဝီထိစိတ်စေတသိက်တွေကိုဓမ္မနယ်ပယ်ကြတော့ဝိညာတပါဠိလိုခေါ်တယ်တရားကိုအကျေပြောပြီးမှအခုပြန်ပြီးတော့ဒိဋ္ဌသုတ္တမုဒ္ဒမုဒ္ဒမုဒ္ဒဝိညာတအဲ့ဒီလိုပြန်ပြီးတော့ချုပ်ဉာဏ်နဲ့ချုပ်ကြည့်အဲ့ဒီသဘောတွေကိုကြည့်ပြီးတော့တို့မှာမနဲ့တုံးကဖြစ်ခဲ့တဲ့မြင်အပ်တဲ့အခြင်းအာယုံတွေရောမြင်တတ်တဲ့စိတ်စေတသိက်တွေရောအခုဘာမှအစအနသံလန်းရှားပွေ၍ဘာမှမရတော့အဲ့ဒီမနဲ့တုံးကဖြစ်တဲ့မြင်အပ်တဲ့အာယုံမြင်တတ်တဲ့အာရမဏိကတွေမနဲ့တုံးကပဲချုပ်ပြောက်ခဲ့ကြပြီနေ့လေမပါဘူးနော်ထို့အတူပဲမနဲ့တုံးကဖြစ်တဲ့ကြားအပ်တဲ့အာယုံတွေကြားတတ်တဲ့အာရမဏိကတွေရောနန်းရှူအပ်တဲ့အာယုံနန်းရှူတတ်တဲ့အာရမဏိကတွေရောစားအပ်တဲ့အာယုံစားတတ်တဲ့အာရမဏိကတရားတွေရောထိအပ်တဲ့အာယုံထိတတ်တဲ့အာရမဏိကတရားတွေရောသိအပ်သောအာယုံသိတတ်တဲ့အာရမဏိကတရားမုဒ္ဒတရားတွေအတွဲလိုက်သူတို့ဖြစ်တဲ့နေရာမှာပဲအကုန်ချုပ်သူတို့ဖြစ်တဲ့နေရာသူတို့ဖြစ်တဲ့အချိန်အခါမှာပဲစိတ်တက္ခဏ16ချက်ရုပ်တရားများကြနံတရားများကြတော့စိတ်တက္ခဏတစ်ချက်ပဲအသက်ရှိပြီးတော့ချုပ်ပြောက်ကြတယ်အဲ့ဒီလိုချုပ်ပြောက်တဲ့အတွက်အနိစ္စတွေပါတကားအဖြစ်အပျက်တို့ဖြင့်အနိစ္စခံနေရတဲ့အတွက်ဒုက္ခတွေပါတကားတလူသိသူတော်ကောင်းတို့မိမိတို့ကိုယ်ဒီကိုယ်ကအခုလောလောဆယ်ပြောကြတယ်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတွေရောတရားဟောတဲ့ပုဂ္ဂိုလ်ရောခန္ဓာအစဉ်မှာအခုပြောတဲ့မြင်မှုကြားမှုနာမှုစားမှုထိမှုသိမှုဆိုတဲ့နန္တရားသဘောတွေပြီးတော့အဲ့ဒီနန္တရားတွေရဲ့မိရမျက်စိနာလျှာကိုယ်ဟာရဆိုတဲ့ရုပ်တရားတွေအဲ့ဒီမျက်စိတို့နဲ့တွဲပေါ်တွဲပဲရုပ်တရားတွေနားနဲ့တွဲပေါ်တွဲပဲရုပ်တရားတွေအဲ့ဒီလိုတို့တစ်ထွေမှာကံကြောင့်ဖြစ်တဲ့ရုပ်တွေစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေဥဒုကြောင့်ဖြစ်တဲ့မပုတ်မတိုးသောဥပါဒိနကဥဒုဒရုပ်တွေအာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေဝတ္ထုအာယုံကိုအကြောင်းပြု၍ဖြစ်တဲ့စိတ်သေးတသိက်တွေအစင်မပြတ်ဒလဒရုပ်လေးမျိုးနဲ့ဒီနံတရားတွေအစင်မပြတ်ဒလဒဖြစ်နေကြတဲ့တို့သူငါကိုအသက်ရှင်နေတယ်လို့ပြောရယေရှုရှင်မအရှင်ရာတော်ဘုရားရဲ့ခန္ဓာအစဉ်ကိုတခါအာယုံပြုကြည့်တယ်1344ခုနှစ်ဒုတိယဝါဒူလန်30ရက်နေ့တနာရီ36မိနစ်အချိန်မတိုင်ခင်ဟိုဘက်တုန်းကရုပ်လေးမျိုးနဲ့စိတ်သေးတဲ့စိတ်တွေအစဉ်မပြတ်ဖြစ်ခဲ့အဲ့ဒီအချိန်ကစပြီးတော့ကံကြောင့်ဖြစ်တဲ့ရုပ်တွေရောစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေရောဥဒုကြောင့်ဖြစ်တဲ့မပုတ်မတိုးသောဥပါဒိနကဥဒုဇရုပ်ရောအာဟာရကြောင့်ဖြစ်တဲ့ရုပ်ရောစိတ်စေတသိက်ရောအဲ့ဒီတရားတွေခန္ဓာအစဉ်မှာအဖြစ်ရပ်ပြီးတော့
အဲ့ဒီဆရာတော်ဘုရားကြီးရဲ့ခန္ဓာအစဉ်မှာဥတုကြောင့်ဖြစ်တဲ့ပုဒ်တသိုးတတ်သောအနုပါဒိဏကဥတုဇရုပ်တွေတန်တန်ဆက်ကအစဉ်မပြတ်ဖြစ်နေလို့တို့တွေဥတုဇရုပ်ကလကိုမြင်နေကြရတာဖြစ်တယ်နော်ဒီအဲ့ဒီလိုကြည့်ပါဒီလိုကြည့်ရင်ဉာဏ်တော်မူတယ်ဆိုတာကံကြောင့်ဖြစ်တဲ့ရုပ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်ဥတုကြောင့်ဖြစ်တဲ့ဥပါဒိဏကမပုတ်မတိုးတဲ့ဥတုဇရုပ်ပြီးတော့အာဟာရကြောင့်ဖြစ်တဲ့ရုပ်ဝတ္ထုအာယုံကြောင့်ဖြစ်တဲ့စိတ်တွေတစ်သိဒီနန္တရားတွေရုပ်တရားတွေအဆက်မပြတ်ဖြစ်နေတဲ့ဟာတို့အသက်ရှိတယ်ခေါ်တယ်အဲ့ဒီရုပ်လေးမျိုးနဲ့နန္တရားအဖြစ်ရပ်ပြီးတော့ဒီခန္ဓာအစဉ်မှာပုဒ်တသိုးတတ်သောအနုပါဒေနဥတုဇရုပ်သက်သက်ဖြစ်နေတာကိုဥတုဇရုပ်သက်သက်တန်တန်ဆက်၍ဖြစ်နေတာကိုဥတုဇရုပ်ကလာလို့အဲ့ဒီတန်တတိဥတုဇတန်တတိကိုသာတို့တွေမြင်ရတွေ့ရတော့တယ်အခုဆိုကြအဲ့ဒီလိုကြည့်တော့မိမိတို့စိတ်ထဲမှာမြင်အတ္တရောမြင်တတ်တာရောကြားအတ္တရောကြားတတ်တာရောနာအတ္တရောနာတတ်တာရောသာအတ္တအာယုံရောသာတတ်တဲ့အာရမဏိကရောအလုံးတွေဟာသူ့သဘောသူဆောင်ပြီးတော့သွားတဲ့ဓာတ်တရားတွေပါလားငါတို့နော်ပုဂ္ဂိုလ်မဟုတ်ဘူးရဲ့ငါမဟုတ်ဘူးဘာဖြစ်လို့ပုဂ္ဂိုလ်မဟုတ်ငါမဟုတ်လို့ပြောရဒီမြင်အပ်တဲ့ယူပါယုံကိုမြင်တတ်တဲ့သက္ကုဒ္ဒရာဝီထိစိတ်စေတသိက်အာယုံပြု၍ဖြစ်တဲ့အခါမှာမြင်အပ်တဲ့အာယုံကအသိယူပါယုံပြီးတော့မြင်တတ်တဲ့တရားကသက္ကုဒ္ဒရာဝီထိမှာဖြစ်တဲ့စိတ်စေတသိက်တရားတွေအဲ့ဒီသူတရားသဘောသူအာယုံတရားနဲ့အာရမဏိကတရားတို့အာယုံအာရမဏိကတော်စပ်ပြီးဖြစ်ကြတာကိုတို့ကညားတဲ့ကနေပြီးတော့မောင်ဖြူကိုငါမြင်တယ်မိဖြူကိုငါမြင်တယ်ဆိုကြလို့ယူပါယုံကိုမြင်တာကိုမောင်ဖြူကိုမိဖြူကိုမြင်တယ်လို့ပုဂ္ဂိုလ်တွေသွားဆွဲဒါကသက္ကုဒ္ဒရာဝီတိစိတ်စေတသိက်တွေဖြစ်တာကိုငါမြင်တယ်ငါမြင်တယ်ငါတို့သွားပြီးမာနတွေဆွဲလို့အဲ့ဒီအဆွဲပြောက်အောင်ပုဂ္ဂိုလ်မဟုတ်ငါမဟုတ်ပါတကားလို့ရှုရမည်ဖြစ်ပါတယ်အဲ့ဒီအာယုံရောအာရမဏိကရောအတွဲလိုက်ဖြစ်ပြီးလင်ပြက်ကုန်ရတာပဲဟုတ်ကဲ့အဘာဝဋ္ဌိနအနိစ္စံအယဖြစ်ပြီးလင်ပြက်သူ့အနဲ့သက်အနိစ္စဘာတကားဥဒိယဘေယပฏิပိလနတေနဒုက္ခအယအဖြစ်အပျက်တို့ဖြင့်အနိစ္စခံရကဒုက္ခဘာတကားအဖြစ်အပျက်လွန်နှိမ့်ဆက်သက်ဒုက္ခဘာတကားအဲ့ဒီတရားတွေထဲမှာအခုမိမိတို့စဉ်းစားကြည့်တရားနာရတဲ့အခါမှာဖြစ်တဲ့တရားဟောပုဂ္ဂိုလ်ရဲ့အတန်မိမိတို့တန်တန်မှာဖြစ်တဲ့တရားနာတဲ့စိတ်စီတဲ့စိတ်တွေဒါကုသိုလ်စိတ်ဒီစိတ်စီတဲ့စိတ်တွေငါနဲ့တော့တစ်သက်လုံးတည်နေခြင်းပါပြီတစ်သက်လုံးမတည်ရင်လည်းပဲတစ်နှစ်လောက်မတတ်နိုင်တစ်လလောက်မတတ်နိုင်တရက်လောက်ဒီစိတ်ရောဒီစေတသိက်ရောဒီအတန်အာယုံရောတည်နေပါလို့ကိုလူချင်းပေမဲ့လို့အလိုတို့မလိုက်ပါသူ
သူ့အချိန်နဲ့သူချုပ်ပြောက်ပုံနဲ့သူတော်ကောင်းတို့လူမပန်ကျက်သူ့အနဲ့သက်သက်အနတ္တဘာဒကာလို့မြင်တယ်ကြားတယ်နားတယ်စားတယ်ထိတယ်သိတယ်အဲ့ဒီလောက်တင်ဆိုတော့နာမရူပပရိစ္ဆေဒဉာဏ်သဘောရောက်အဲ့ဒီမြင်တဲ့ကြားတဲ့နားတဲ့စားတဲ့ထိတဲ့သိတဲ့နန္တရားတွေမြင်အပ်ကြားအနံအစားအထိအသိအပ်တဲ့ရုပ်တွေနာမ်တွေဟာအနိစ္စဒုက္ခအနတ္တဘာဒကာလို့ရှုတော့ဝိပဿနာမှာသမ္မတနာဉာဏ်ကိုရောက်ပါတယ်အဲ့ဒီရောက်အောင်အခုတရားနာပရိစ္ဆသီဘာဝနာအနှစ်ဓမ္မနုဓမ္မပฏิပတ်ကိုအခုကျင့်ရအောင်သူတော်ကောင်းတို့ကိုဘုန်းကြီးသိအောင်ဝိဇ္ဇာအသိဉာဏ်ဖြစ်အောင်မျက်စိဉာဏ်မျက်စိတတ်ပြီးအခုသိတဲ့အတိုင်းနှလုံးသွင်းကျင့်ကြံမှုဆိုတဲ့သရဏခြေလှမ်းနဲ့နိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့လမ်းရတာအောင်သူတော်ကောင်းတို့သက္ကုံတရေမြတ်စွာကိုချမိမိတို့ဆိုတဲ့ဝိပဿနာတရားသံပေါက်ထဲမှာစိတ်ကိုစူးစိုက်ထားအားလုံးလိုက်ဆို၍ပွားကြပါမြင်အပ်မြင်တတ်ဒီနှစ်ရက်ကရအစုမြဤဒိဋ္ဌဓမ္မတတ္တပါဒကာ Yaka Yasumya Mideta Yamma Tattapadaga Ogumaho Mamaho Nayokasubadaga Shiki Lembye Supaneသက်အနိစ္စဘာဒကာအဖြစ်အပြဲလွန်နှိမ့်တဲ့သက်ဒုက္ခဘာဒကာလူမပါရဲ့သူ့အနေသက်အနတ္တဘာဒကာယာအယာဒရတယ်ရအစုမြဤတုတ္တဓမ္မသက်သက်ပါဒကာယာအယာဒဤနှစ်ရတယ်ရအစုမြဤတုတ္တဓမ္မသက်သက်ပါဒကာပုဂ္ဂိုလ်မဟုတ်ငါမဟုတ်ဉာဏ်ရုပ်အစုပါဒကာဖြစ်ပြီးလင်းပြည့်သူ့အနေသက်အနိစ္စပါဒကာဖြစ်အပြည့်လွန်နှိမ့်စေသက်ဒုက္ခပါဒကာလူမပါချက်သူ့အနေသက်အနတ္တဘာဒကာနံအနန္တဒီနှစ်ရက်လေရအစုမြဤမုဒ္ဒဓမ္မသက်ပါဒကာနံအနန္တရက်လေရအစုမြဤမုဒ္ဒဓမ္မသက်ပါဒကာပုဂ္ဂိုလ်မဟုတ်ငါမဟုတ်ဉာဏ်ရုပ်အစုပါဒကာဖြစ်ပြီးလင်းပြည့်သူ
ပါရကာဖြစ်အပြည့်လူနေစေသက်သက်ဒုက္ခပါရကာလူမပါချက်သူအနေသက်သက်အနတ္တပါရကာသာအသာဒဒီနေရလေရအစုမြညီမှုဒဓမ္မသက်သက်ပါရကာသာအသာဒဒီနေရလေရအစုမြညီမှုဒဓမ္မသက်သက်ပါရကာပုဂ္ဂိုလ်မဟုတ်သက်သက်အနိစ္စပါရကာဖြစ်အပြည့်လွန်နေစေသက်သက်ဒုက္ခပါရကာလူမပါချက်သူအနေသက်သက်အနတ္တပါရကာထိအထိဒဒီနေရလေရအစုမြညီမှုဒဓမ္မသက်သက်ပါရကာထိအထိဒဒီနေရလေရအစုမြညီမှုဒဓမ္မသက်သက်ပါရကာပုဂ္ဂိုလ်မဟုတ်ငါမဟုတ်နာယုတ်အစုပါရကာဖြစ်ပြီးလင်းပြဲသူအနေသက်သက်အနိစ္စပါရကာဖြစ်အပြည့်လွန်နေစေသက်သက်ဒုက္ခပါရကာလူမပါချက်သူအနေသက်သက်အနတ္တပါရကာပိအပိဒဒီနေရလေဓာအစုမြဝိညာတဓမ္မသက်သက်ပါရကာပိအပိဒဒီနေရလေဓာအစုမြဝိညာတဓမ္မသက်သက်ပါရကာပုဂ္ဂိုလ်မဟုတ်ငါမဟုတ်နာယုတ်အစုပါရကာဖြစ်ပြီးလင်းပြဲသူအနေသက်သက်အနိစ္စပါရကာဖြစ်အပြည့်လွန်နေစေသက်သက်ဒုက္ခပါရကာလူမပါချက်သူအနေသက်သက်အနတ္တပါရကာဒကမအပေါင်းသူတော်ကောင်းတို့မိမိတို့သည်အရှင်ဘာဟိယအရှင်မနုကြပုဒ္ဒကိုတော်ကြီးတွေအရဟတဖို့ပေါ့နှလုံးသွင်းသွားတဲ့ဒိဋ္ဌသုတမုဒဝိညာတအရှုခံတရား၄ခုထပ်ပြီးဝိပဿနာပွားတဲ့နည်းဖြင့်ပွားများ၍ဘာဝနာအနှစ်ကိုမိမိတို့အားသိကြိုးစားပွားများမိပြီးသီလအနှစ်အတိတ်ပဲသိပြီးတော့7ပါးသီလအနှစ်ဘာဝနာအနှစ်အာယုအာရမဏိက6တွဲ6စုထားပြီးတော့ဘာဝနာအနှစ်အာထုတ်ခြင်းဖြင့်ဓမ္မနုဓမ္မပฏิပတ်ကိုမိမိတို့ကျင့်ကြံကြိုးကုပ်အာထုတ်မိကြတယ်သူတော်ကောင်းတို့ယခုမိမိတို့ကျင့်ကြံကြိုးကုပ်အာထုတ်အပ်သောဓမ္မနုဓမ္မပฏิပတ်မှာ
ဒီမြင်အမြင်တတ်ကြားအကြားတတ်တယ်ကိုတော့ဒီနေ့ကြောင့်ကိုတော့ဒီဥစ္စာဒီလိုဒီလင်္ကာတွေဒီလိုဖွဲ့ရေးဖွဲ့ဒီလိုနှလုံးသွင်းခိုင်းတာလေပါဠိတော်ကအင်မတန်တိမ်မွေ့ပါအင်မတန်နဲ့နဲပါရှင်ပါဠိယတို့အရှင်မာလူကျပုဒ္ဒတို့ကိုဖေရဟောတော်မှာတတ္တမတိဟတိဘာဟိယတတ္တမတိဟတိမာလူကျပုဒ္ဒဒိဋ္ဌိဒိဋ္ဌမတ္တံဘဝိတတိသုတေသုဒ္ဓမတ္တံဘဝိတတိမုတေမုဒ္ဓမတ္တံဘဝိတတိဝိညာတေဝိညာတမတ္တံဘဝိတတိတိဧဝံဟိတေမာလူကျဗုဒ္ဓသိက္ခိတဗံဧဝံဟိတေဘာဟိယသိက္ခိတဗံရှင်မာလူကျဗုဒ္ဓဟောတော့မာလူကျဗုဒ္ဓရှင်ပါဠိယခေါ်တော့ဘာဟိယပုတ်အာလုခပြီးတော့ဟောခဲ့ဒီပါဠိတော်ဟာဒိဋ္ဌိဒိဋ္ဌမတ္တံဘဝိတတိသုတေသုဒ္ဓမတ္တံဓာရီကြည်ပြီးတော့မြင်တဲ့အခါမြင်ယုံနေထကြားတဲ့အခါကြားယုံနေထတွေ့ရောက်တဲ့အခါတွေ့ရောက်ယုံနေထသိတဲ့အခါသိယုံနေထဒါလို့အလွယ်တကူပြောတတ်အဲဒီလိုထားလို့ရရင်မရဘူးဟုတ်လားမရဘူးမြင်တဲ့အခါမြင်ယုံနေတာဆိုလိုတာကတော့အဲ့ဒီဆရာကြီးတွေဆိုလိုတာကရှေ့ကိုလောဘဒေါသမောဟမဖြစ်ပါစေနဲ့ဒါလိုပြောမှာမြင်ယုံနေတာလောဘဒေါသမောဟမဖြစ်ပါစေနဲ့ကြားယုံနေတာလောဘဒေါသမောဟမဖြစ်ပါစေနဲ့ရောက်ယုံနေတာလောဘဒေါသမောဟမဖြစ်ပါစေနဲ့သိယုံနေတာလောဘဒေါသမောဟမဖြစ်ပါစေနဲ့အဲ့ဒီလိုဆိုလိုကြပကိဏကဒေသနာလို့ခေါ်တဲ့အဋ္ဌကထာကြတော့ပထမဒိဋ္ဌိဒိဋ္ဌမတ္တံဘဝိတတိအတွက်ဘယ်လိုဖွင့်လိုက်အဋ္ဌကထာမှာမြတ်စွာဘုရားအနဲ့အတိပ္ပယ်ဖွင့်ပြီးဟောတဲ့ပကိဏကဒေသနာကိုသင်္ဃာယနာခေကြတော့အဋ္ဌကထာဆိုတဲ့အမည်နဲ့သင်္ဃာယနာတင့်တဲ့လူတော်ကောင်းတို့ဒီအဋ္ဌကထာကဒိဋ္ဌိဒိဋ္ဌမတ္တံဘဝိတတိဖြစ်အောင်ကျင့်ဖို့ဘယ်လိုလဲရူပယတနာပတ္တိတပ္ပတိနာဒိဋ္ဌာနာမရူပယတနာအခြင်းမျိုးစုံရူပယုံပြီးပတ္တိတပ္ပတိနာမြင်အပ်သောအ내သဘောကြောင့်ဒိဋ္ဌာနာမဒိဋ္ဌာမိဒီအခြင်းမျိုးစုံရူပယုံကိုမြင်အပ်သောအ내သဘောကြောင့်သူ့ကိုဒိဋ္ဌာလို့ခေါ်တယ်ဆိုကြပါစို့ရဲ့အခြင်းမျိုးစုံရူပယုံကိုဒိဋ္ဌာလို့ခေါ်တဲ့အခါတရားသဘောပတ္တိယတိတိဒိဋ္ဌာဒါလို့ဝိဇ္ဇုလို့သကုဝိညာဏတံဓွာရိကဝိသိစိတ်တေဟိတတ္တိဒတနတေနသကုဝိညာဏသကုဝိညာဉ်စိတ်တိတံဓွာရိကဝိသိစိတ်တေဟိထိုသကုဓွာရ၌ဖြစ်သောဝိသိစိတ်တို့နှင့်တတ္တိတကွသကုဝိညာဏသကုဝိညာဉ်စိတ်တိဒတနတေနမြင်တတ်သောအ내သဘောကြောင့်ဒိဋ္ဌာနာမဒိဋ္ဌာမိဒိဋ္ဌဆိုရင်မြင်အပ်တဲ့အာယုံကိုလည်းဒိဋ္ဌခေါ်ပတ္တိယတိတိဒိဋ္ဌလို့ဝိယုလို့မြင်တတ်တဲ့သက္ကုဓွာရဝိသိစိတ်စေအသိတွေကိုလည်းပဲဒိဋ္ဌလို့ခေါ်တယ်တဲ့ပတ္တိတိဒိဋ္ဌလို့ကတ္တုကာရဏဝိယုလို့ရမယ်လို့စပိတဘောဒီတိုင်းပြောတတုပယံပိထိုမြင်အမြင်တတ်နှစ်ရလုံးပင်ယထာပစ္စယံအကြောင်းအလျော်စွာဘဝတ္တမာနံဖြစ်ပေါ်သောဓာတုမတ္တမေဝဓာအစုမြတာတလို့နှလုံးသွင်းပုံကိုဖော်ပြဓာ
ဘုန်းကြီးများကမြင်အမြင်တတ်ဤနှစ်ရက်ကဓာတ်အစုမြမြည်ဒိဋ္ဌဓမ္မသက်သက်ပါရကလို့အဲ့ဒီလိုသင်္ကသံဘောဒီလိုအလိုဖျားအလိုကြအောင်အဲ့ဒီလိုဆွတ်တွဲဖွဲ့ဆက်ထားခြင်းဖြစ်ပါပြီးပါလားအဲ့ဒီလင်္ကာနဲ့ကြည့်လိုက်တော့နာမရူပပရိစ္ဆေယဉာဏ်ကိုဒီလင်္ကာရွတ်ဆိုနှလုံးသွင်းရင်ရတယ်သူတော်ကောင်းလို့ပုဂ္ဂိုလ်မဟုတ်ငါမဟုတ်ငါရုပ်အစုပါတကားသူကဘာမျိုးလို့လာရအဲ့ဒီအထကထမှာကိုပဲနဣထကောစီကတ္တဝါကာရိတာဝါဣထဤမြင်အမြင်တတ်အာယုံအာရမဏိကနေရ၌ကောစီတစုံတယောက်သောကတ္တဝါမြင်တတ်တဲ့ငါဆိုတဲ့ပုဂ္ဂိုလ်ဒီ၎င်းကာရိတာဝါမြင်အပ်တဲ့မဖြူမိဖြူအစရှိတဲ့ပုဂ္ဂိုလ်ဒီ၎င်းနတ္တိတစိုးတစီမရှိကြအေးဝါနတ္တိမဟုတ်ဘယ်လိုဆိုလို့ဒါကြောင့်ပုဂ္ဂိုလ်မဟုတ်ငါမဟုတ်နာယုတ်အစုပါတကားမြင်အပ်တာဒီငဖြူမိဖြူပုဂ္ဂိုလ်မဟုတ်ဘူးယုတ်တရားမြင်တတ်တာဒီငါမဟုတ်ဘူးရဲ့စိတ်စေတသိက်သက္ကုဒ္ဒရဝိတိစိတ်စေတသိက်နန္တရားဒါကြောင့်ပုဂ္ဂိုလ်မဟုတ်ငါမဟုတ်နာယုတ်အစုပါတကားလို့လင်္ကာဒီလိုဖွဲ့ရပါတယ်ပြီးတော့မှတင်္ချဟုတ်တော်ဝါအဘာဝဋ္ဌိနအနိစ္စဒါကြည့်ပြီးတော့ဖြစ်ပြီးလင်ပြည့်သူ့အနဲ့သက်သက်အနိစ္စပါရကဥဒိယဘေယပฏิပိလနတ္ထေနဒုက္ခဒါကကြည့်ပြီးတော့အဖြစ်အပျက်လွန်နှိမ့်ဆက်သက်သက်ဒုက္ခပါရကအဝတ္တဝတ္တနတ္ထေနအနတ္တလူမပါချက်သူ့အနဲ့သက်သက်အနတ္တပါရကလို့အထကထာကိုကြည့်ပြီးတော့ဘုန်းကြီးများဓမ္မလင်္ကာဓမ္မတန်ပေါက်ရေးပွဲရခြင်းဖြစ်ပါဒါကဘုန်းကြီးတို့ဒီရဟန်းတော်ပရိသတ်အနေနဲ့ဒိဋ္ဌိဒိဋ္ဌမတ္တကိုဘယ်နဲ့သူဒီလိုဟုတ်လားလင်္ကာတွေလွတ်ပြစ်တာလေလို့တွေးကြရခေါ်ကြရဖြစ်လို့ရှင်းလင်းပြောကြလျှောက်ထားခြင်းဖြစ်ပါပြီးတော့သုတ္တဝါဒဒီသူပိဧတေဝနယောတဲ့ကျန်တဲ့သုတ္တဝါဒမုတ္တဝါဒဝိညာတဝါဒတို့၌လည်းပဲဒီနည်းအတိုင်းပဲဘုန်းကြီးများကြတော့အဲ့ဒီလိုညွှန်ပြလိုက်လို့ရှိရင်ပါဠိလိုက်တာသုတ္တဝါဒပြောကြတယ်ဘုန်းကြီးတို့ပါဠိကိုတက္ကထာအာဘောကြလိုက်ရင်တတ္တာယေတနံသူနိတပ္ပတိနာသုတ္တနာမသောတဝိညာဏံသံဃာရိကဝိတိစိတ်တေဟိတတေသဝနတ္ထေနဒီနှစ်ပိုက်ပဲအဆန်းနောက်ကျန်တဲ့စာပိုက်တွေကတတုပယံပိယထာပိတယံဘောဓမာနံဓမ္မမတ္တမေဝနာဣတ္တကောစီကတ္တဝါကာရိတာဝါတင်္သဟုတ်တဝါအဘဝဋ္ဌိနအနိစ္စံဥဒယပယပฏิပိလနတ္ထေနဒုက္ခအဝတ္တဝတ္တနတ္ထေနအနတ္တသုတ္တဝါဒခုနကဒိဋ္ဌဝါဒလူပဲပါဠိလိုက်ရမုဒ္ဒဝါဒကြတော့သုံးခုပဲပေါင်းလိုက်ကြတော့ခန္ဓာယတနံပရတာယတနံဝတ္တပယတနံမုနိတပ္ပတေနမုတ္တနာမကာယဝိညာဏံဇီဝဝိညာဏံကာယဝိညာဏံတံဒွာရိကဝိတိတေတေတတေမုနနထေနတတုပယံပိယထာပိတယံဘဝတ္တမနံဓမ္မမတ္တမေဝကျန်တာတူပြီးနောက်၄ပါးဝိညာတအတွက်
ဓမ္မယတနံဝိဇာနိတပ္ပတိနာဝိညာတနာမမနောဒွါရဝုဒနံတံဒွါရိကဝိတ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 တ္တေဝိဇာနနထေနတတုပယံပိယတပစ္စယံဘဝတ္တမနံဓမ္မမတ္တမေဝနဣဒံကောတိကတဝါကာရိတဝါသင်္သဟုတ်တဝါအဘဝတ္တိနအနိစ္စံဥဒယပယပတိပိလနတ္တိနဒုက္ခံအဝတ္တဝတ္တနတ္တိနအနတ္တလို့ပါဠိကိုဒီသဘောအတိုင်းလိုက်သွားတတ်ဒီပါဠိသွား6ချက်နဲ့ဘုမာကတော့မာလူကြဗုဒ္ဓလို့ဟောတာပဲ4စုမိမိတို့ကြား3စုကိုပထမမုဒ္ဒဒုတိယမုဒ္ဒတတိယမုဒ္ဒအဲ့ဒီလို3စုကိုခွဲလိုက်တော့အာယုံအာရမဏိက6တွဲတို့ဟာရှင်ဘာဣယတို့ပါမာလူကြဗုဒ္ဓမထေရကြီးတို့ဉာဏ်မထက်သေးဘူးဒီတော့တို့ဉာဏ်မိသလားအာယုံအာရမဏိက6တွဲကိုဤအထကထာနဲ့အညီဟောဒီဝိပဿနာရှုပြီးရှု၍ဘာဝနာအနှစ်ကိုအသိရမိမိတို့သည်နေ့စဉ်၎င်းဆရာတော်ဘုရားကြီးဘဝနတ္တသံဃာတော်မူတော့ပြစ္ဆုတ်ပံဘဝဇတ်သိမ့်သွားတဲ့နေ့မှစ၍နေ့စဉ်၎င်းပုရုဇယုတ်ကလကိုပူတော်တဲ့ပန်းတို့နော်မိတို့ထိုးထိုးပူဇဏီယပစ္စည်းတို့ဖြင့်ဆရာတော်ကြီးအားတဲ့ပူတော်တဲ့ပူဇာဒါနတွေရောက်လာတဲ့သံဃာတိုက်ရှိသံဃာရောက်လာတော့ဧည့်သည်တော်များအားနေ့စဉ်သွန်ခဲပွဲဘောဇင်ချူချင်းနာနဲ့ပိုင်းတော့ရတာနေ့လေပိုင်းအဖျော်ယမကညပိုင်းမှာသင်္ဃာတော်များအားသတုမဆေးပစ္စည်းတို့လူတန်းပူဇော်၍ဒါနအနှစ်ကုသိုလ်ကိုလည်းအားထုတ်ထားရတယ်အားထုတ်နေစေထိုဒါနထိုသီလထိုဘာဝနာဒီကောင်းမှုတွေသည်လောကုတ္တရာတရား9ပါးအားလျော်လျောက်ပတ်တော့ဓမ္မာနုဓမ္မပฏิပါအကျင့်ဖြစ်ပါအဲဒါကြောင့်ငါတို့ယနေ့ကျင့်သုံးအပ်သောဓမ္မာနုဓမ္မပฏิပါဖြင့်ပြစ္ဆုတ်ပံဘဝဇတ်သိမ့်ငြိမ့်သွားတော်မူခဲ့သောယေရှုရှင်မဟာစီဆရာတော်ဘုရားကြီးအားမဟာစီဆရာတော်ဘုရားကြီးကိုဓမ္မာနုဓမ္မပฏิပါဖြင့်ပူဇော်ပါကုန်၏လို့သုံးခေါက်ရွတ်ဆိုပါဠိလိုမြန်မာလိုသုံးခေါက်စီရွတ်ဆိုပူဇော်ကြရအောင်သူတော်ကောင်းတို့ဤတရားပွဲဓမ္မာနုဓမ္မပฏิပတ်တိပူဇာတရားပွဲဖြစ်ပါကဲလိုက်ဆိုကြဣမာယဓမ္မာနုဓမ္မပฏิပတ်တိယသေရံပူဇေမဒုတိယံပိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယသေရံပူဇေမသတိယံပိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယသေရံပူဇေမဣမာယဓမ္မာနုဓမ္မပฏิပတ်တိယတပည့်တော်များဤယနေ့ပြုစုပွားများသောက်တည်ရသောဒါနသီလဘာဝနာဓမ္မာနုဓမ္မအကျင့်ပฏิပတ်ဖြင့်သေရံပฏิပတ်တိသာသနာကောင်းဆောင်ဖြစ်တော်မူသော
ယေရုရှင်မဟာစီဆရာတော်ဘုရားကြီးကိုပူဇေမဓမ္မပူဇာတရားကိုရောပူဇော်ပါကုန်၏ဒုတိယံပိနှစ်ကြိမ်မြောက်လေဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဤယနေ့ယခုပြုအပ်သောဒါနသီလဘာဝနာဓမ္မာနုဓမ္မအကျင့်ပฏิပတ်ဖြင့်ခေရာပฏิပတ်တိသာသနာပြုကောင်းစွာယေရှုရှင်မဟာစီမထီမြတ်ကိုပူဇေမဓမ္မပူဇာပฏิပတ်တိပူဇာအတာကိုယောပူဇော်ပါကုန်၏တတိယံပိသုံးကြိမ်မြောက်လေဣမာယဓမ္မာနုဓမ္မပฏิပတ္တိယယနေ့ယခုပြုအပ်သမျှသောဒါနသီလဘာဝနာဓမ္မာနုဓမ္မပฏิပတ်ဖြင့်မယံအကြည့်တော်တို့သည်ခေရာပฏิပတ်တိသာသနာပြုကောင်းစွာဖြစ်တော်မူသောယေရှုရှင်မဟာစီမထီမြတ်ကြီးကိုပူဇေမပฏิပတ်တိပူဇာစေတနာဖြင့်အတာကိုယောပူဇော်ပါကုန်၏အရှင်ဘုရားဒီတို့ဓမ္မနုဓမ္မပฏิပတ်ဖြင့်ဆရာတော်ဘုရားကြီးအပူဇော်ပြီးပြီးတရားနာပရိသတ်တို့အဖို့ဒီအနှစ်၃ပါးဒါနသီလဘာဝနာအနှစ်၃ပါးမိမိတို့ပိုင်ခဲ့တဲ့အဲ့ဒီအနှစ်၃ပါးကြောင့်ဘုရားသာသနာခဏတွေ့နေသောဘုရားသာသနာရဲ့အနှစ်ကမေတ္တရားကိုတရားနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရား၉ပါးဖြစ်တဲ့အဲ့ဒီ၉ပါးဘုန်းကြီးအားလုံးအတွက်ဆုမွန်ကောင်းတောင်း၍တရားနိဂုံးအဆုံးသတ်ပေးမယ်ဤသို့လည်းသရဏဂုံသီလဆောက်တည်ရခြင်းသီလအနှစ်ကောင်းမှုကုသိုလ်စေတနာဒိဋ္ဌသုတ္တမုတ္တဝိညာတ6စု4စုထား၍ယုံနာတရားတို့ဤအနိစ္စဒုက္ခအနတ္တဖြစ်အဆင်းရဲပွားများနှလုံးထားရခြင်းဒီသို့ဘာဝနာကောင်းမှုအနှစ်သာရကုသိုလ်တရားမိမိတို့နေ့စဉ်၎င်းယခုနေ့၎င်းပြုရသောဒါနကောင်းမှုဥစ္စာစည်းဝါးဤအနှစ်တရားဤဒါနသီလဘာဝနာအနှစ်၃ပါးကောင်းမှုများကြောင့်ဘုရားသာသနာဤအနှစ်ဖြစ်သောသာသနာအနှစ်ဟာသင်္ကန်းစွမ်းကြောင်းစေပြည့်ဤ၄ပါးနဲ့မဟုတ်ဘူးသင်္ကန်းစွမ်းကြောင်းစေပြည့်ဤ၄ပါးဟာသာသနာသစ်ပင်ရဲ့အကိုင်းအခက်မြတာရှိသေးတယ်ဘုသီလသင်လည်းပဲဒီလောက်ဒီသီလသာသနာသစ်ပင်ရဲ့အပွေးလို့ခေါ်တယ်လောကီတမာတိကိုသာသနာသစ်ပင်ရဲ့အခွန်အခေါက်ပြီးတော့ဝိပဿနာပညာကိုသာသနာသစ်ပင်ကြီးမှာအကာလို့ခေါ်တယ်မေဖို့နိဗ္ဗာန်မှာသာသနာသစ်ပင်ကြီးရဲ့အနှစ်တောင်ကြီးရဲ့အနှစ်အဲ့ဒီအကြောင်းဟာမဟာတာရောပမသုတ်တန်၌ဒီအတိတ်ပဲပေါ်လွန်ပါတယ်ဒါကြောင့်အနှစ်၄ပါးဒီဥစ္စာစီးပွားရေးအနှစ်ဒါနကောင်းမှုနှစ်
ကိုခန္ဓာဤအနှစ်သီလကောင်းမှုသုံးယခုဘဝရနေတဲ့အသက်ရဲ့အနှစ်ဘာဝနာကောင်းမှုမိမိတို့ဒီအနှစ်သုံးပါအကြောင်းတရားများကိုအခုပွားများပြီးလေးယနေ့တွေ့ကြုံနေရတော့ဘုရားသာသနာဤအနှစ်ကမဲ့ဖို့နိဗ္ဗာန်ကိုးတန်သောလောကုတ္တရာတရားအစုဖြစ်ပါလေမိမိတို့ပွားများအားထုတ်ရသောဒါနအနှစ်သီလအနှစ်ဘာဝနာအနှစ်သုံးပါးကောင်းမှုများကြောင့်ဘုရားသာသနာဤအနှစ်ဖြစ်သောမဲ့ဖို့နိဗ္ဗာန်ကိုးတန်သောလောကုတ္တရာတရားတော်မြတ်ကိုအရဟတပုဗ္ဗအကျွန်ုပ်တို့တရားဟောတရားနာပုဂ္ဂိုလ်တို့မျက်မှောက်ပြုရတဲ့ဖြစ်ပါစေကုန်တည်းအရဟတပုဗ္ဗသာသနာအနှစ်ကိုမျက်မှောက်ပြုရသောနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိမနောက်ကလ၌ကာမရူပအရူပတိဟုသောဘဝ၃ပါးဘုံ၃ပါးတို့ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှစ်ဖြာခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစ္ဆာတရားတို့တဖန်အသစ်မဖြစ်ခြင်းမိသာရှိခုံတော့မိတော့မဖြစ်သလိုကံကိလေသာဆိုတဲ့အကြောင်းတရားတွေကုန်တဲ့အတွက်ယုံနာနှစ်ဖြာခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစ္ဆာတရားတို့တဖန်အသစ်မဖြစ်ခြင်းတည်ဟူသောသူ့ကိုအနုပါဒနိရောဓခေါ်တဲ့အနုပါတိတေတခန္ဓာပရိနိဗ္ဗာန်ကိုယ်စီစံရပါစေကုန်တည်းအနုပါတိတေတခန္ဓာပရိနိဗ္ဗာန်ကိုယ်စီစံရသဖြင့်ကာမဝုကိလေသာဝုဝိပါကဝတ္တိဟုသောဝဒုက္ခကတိသန္တရာမိတော်မိလျံဤအပြီးတိုင်ငြိမ်ကြပါစေကုန်သတည်းဗရဏဂုံသီလဆောက်တည်ခံယူပြီးကြသည်ယနေ့ကောဇာတက္ကရာ1344ခုသာသနာတော်2526ခုနှစ်ဒုတိယဝါဆိုလဇမ်14ရက်နေ့ညနေကျန်ရှိစာအချိန်ပသိမ်မြို့အမှတ်14ဈေးချောင်းလမ်းဥရွှေလှကြီးတော်တဲ့သမီးမခင်နွဲ့တို့မှမဟာဗုဒ္ဓဝန်ကျောက်စာတစ်ချက်ကျောက်စာတစ်တိုင်းအထူးရန်ကုန်မြို့လိုင်မြို့နယ်အမှတ်190ဒုက္ခလမ်းဥရယံတော်ခင်နွဲ့မိသားစုတို့မှစံထသင်္ဃာယနာတဲ့အမေးအဖြစ်ကျောက်စာတစ်တိုင်းအလူ3ရန်ကုန်မြို့လိုင်မြို့နယ်အမှတ်190ဒုက္ခလမ်းတော်မြရွှေတော်ခင်နွဲ့တို့မှဆရာတော်ဤထေရုပတိကျောက်စာတတိုင်းအလူ4ရန်ကုန်မြို့တောင်ဥက္ကလာပဥဆံဝံတော်သိန်းမြင်းသာသူပေါင်းအိယာမှသတ္တသင်္ဃာယနာအမေးအဖြစ်ကျောက်စာတတိုင်းအလူရန်ကုန်မြို့တောင်ဥက္ကလာပမြင်းသာစုပေါင်းအိညာဥဆံဝန်းတော်သိမ်းမိသားစုတို့မှရေပိုက်တစ်လုံးအလူရန်ကုန်မြို့လှိုင်မြို့နယ်သီရိမင်္ဂလာလမ်းအမှတ်36နေ့ဒေါ်စောဤဒေါ်အုံတင်တို့မှရေပိုက်တစ်လုံးအလူရန်ကုန်မြို့လှိုင်မြို့နယ်သီရိမင်္ဂလာလမ်းအမှတ်63နေ့ဥကျင်ပုဒေါ်လာတင်တို့မှကျွမ်းသာလျှက်စစ်ဓမ္မိတိုင်တတိုင်းအလူ8ရန်ကုန်မြို့လှိုင်မြို့နယ်ရှမ်းစုနှစ်လောင်းဥခင်စိတ်ဒေါ်မြင့်မြင့်ကြီးတို့မှကျွမ်းသာဓမ္မိတိုင်တတိုင်းအလူ
ကိုရန်ကုန်မြို့လိုင်မြို့နယ်ဒုက္ခရိပ်သာဥမြင့်ခန့်တော်တမ်းမြတို့မှကျွန်းသားဓာတ်မီးတိုင်တိုင်းအလှ30ရန်ကုန်မြို့စံကြောင်းအမှတ်9မအူပင်လမ်းဒေါ်ခင်တို့မိသားစုတို့မှမင်းကွန်မိုးမိတ်အတွက်ဓာတ်မီးတိုင်ကြီးတိုင်း1500တောင်အလှ7ဒေါ်ခင်တို့မိသားစုအမှတ်9မအူပင်လမ်းစံကြောင်းရန်ကုန်မြို့မှသက္ကတန်ဃာယနာအမေအဖြစ်ကြောက်ရှာတိုင်းအလှရန်ကုန်မြို့စံကြောင်းမအူပင်လမ်းအမှတ်9နေဒေါ်ရီသမ်းမှမင်းကွန်းတောင်ကျမုံမိတ်ကုန်းကြီးရေနှင့်မီးအတွက်ကျန်ဝင်250အလှ73ရန်ကုန်မြို့ကမာရွတ်လေတံဥထွန်းလင်းချမ်းအမှတ်36ဒေါ်ကျင်မွန်သားသမီးတစုတို့မှကျွန်းသားမိတိုင်တိုင်းအလှ14ဒေါ်မြရွှေဒေါ်ခင်ရွဲ့တို့မှတိပိဋကဆရာတော်ဤနဝကမ္မအလှထိုအတူဓမ္မမိတ်ဆွေများစုပေါင်း၍တိပိဋကဆရာတော်ဤနဝကမ္မအလှဦးကျလိုင်တော်မြညွတ်မိသားစုတို့မှဓမ္မနာဒတိုက်သံဃဝိယဝဆဒါနနရံပုံငွေပင်ပတိတာအလှလို့အားလုံး16ဌာနအလှကောင်းမှုပြုကြတဲ့ကိစ္စမှာဘုရားဘာသာတို့အပြောအရရေစက်ချတယ်ဆိုတဲ့စကားလုံးသုံးကြရအဲ့ဒီသုံးတဲ့ကိစ္စကိုအားလုံးခြုံပြီးစဉ်းစားရင်ဒါနကောင်းမှုပြုတဲ့နေရာမှာငါတို့သည်ဘာဗုဒ္ဓဝန်ကြောက်စားလူမဲ့သတ္တသင်္ဃာယနာကြောက်စားလူမဲ့ပညာကုသိုလ်တို့ဖြစ်စိမ့်သောငါလျှက်စစ်ဓမ္မီတိုင်းလူမဲ့အတိစိတ်ထဲမှာဆုံးပြတ်တဲ့အချိန်ကစပြီးတော့မိမိတို့၏မနောဒွါရ၌သာသနာနုက္ခကောင်းမှုကုသိုလ်သောတွေဂတိကတာအကျဉ်းချင်းစောခဲ့ယခုလိုစုပေါင်းပြီးတော့ကိုယ်တိုင်ကိုယ်ကြရည်စက်မချခင်အလုံးစုပေါင်းလှူတဲ့စေတနာတွေကကာယဒွါရ၌ဖြစ်သောသာသနာနုက္ခကုသိုလ်စေတနာတွေလို့ခေါ်ရတယ်ကိုယ်တိုင်ကိုယ်ကြရည်စက်ချပြီးတော့နှုတ်ကမြတ်ဆိုလှူလိုက်တဲ့အခါကျတော့ဝစီဒွါရ၌သာသနာနုက္ခကုသိုလ်ဇောတွေဂတိကတာအကျဉ်းချင်းဖြစ်ခဲ့အဲ့ဒီလိုဖြစ်အောင်ကာယဒွါရဝစီဒွါရမနောဒွါရ3ပါးစုံလင်အောင်သာသနာနုက္ခကုသိုလ်တွေအပြည့်အစုံဖြစ်အောင်လို့မိဘဘိုးဘွားအထက်လူကြီးများကဝစီဒွါရ၌သာသနာနုက္ခကုသိုလ်ဖြစ်ရေးအတွက်ယခုလိုရည်စက်ချကောင်းမှုအစဉ်အလာကိုပြုခဲ့ခြင်းဖြစ်ပါတယ်မိမိတို့ဒီအစဉ်အလာအတိုင်းဝစီဒွါရ၌သာသနာနုက္ခကောင်းမှုကုသိုလ်ပြုခါနီးမှာရှေးဥစွာတရဏဂုံသီလဆောက်တည်ခံယူကျင့်သုံးကြရဒါကိုလည်းမိဘဘိုးဘွားမူချပေးခဲ့တာအတိတ်ပဲရှိပါတယ်ကိစ္စတစ်ခုခွန်ဆိုင်အားဆိုင်ရွက်ဆောင်ပွဲရှိတယ်ဆိုရင်ရှေးဥစွာမြေ၌သို့မဟုတ်မြေကြီးနဲ့တူတော့ကြမ်းပြင်ညီ၌ကြံ့ကြရက်တည်ရတယ်အဲ့ဒီလိုရက်တည်ပြီးတော့မိမိဆောင်ရွက်စရာကိစ္စကိုရွက်ဆောင်လင်းမြေကြီးရဲ့ကျေးဇူးပြုချက်အရာအားရှိပြီးတော့အလွယ်တကူအောင်မြင်တယ်ထို့အတူပဲဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုပြုရမယ်ဆိုရင်မိဘဘိုးဘွားကရှေးဥစွာတရဏဂုံသီလဆောက်တည်ခံယူကျင့်သုံးဖို့မူချပေးခဲ့ခြင်းသည်သာသနာတော်၌သီလအကျင့်ကိုမြေကြီးလို့ဥပမာတင်စားဟောကြားထားတယ်သာသနာမြေဖြစ်သောသီလ၌မိမိတို့ကြံ့ကြံ့ခိုင်ကြီး
ရက်တည်မိကြပြီအဲ့ဒီလိုရက်တည်မိကြတဲ့အတွက်မိမိတို့၌တတ္တာဝိရိယတတိသမာဓိပညာဆိုတဲ့ဓမ္မဆိုင်ရာအာကြီး၅ပါးဘူကြီး၅ပါးတရားများသည်သီလရဲ့ကျေးဇူးပြုချက်အရာမိမိတို့ရဲ့ခန္ဓာအစဉ်၌ယခုအချိန်မှာအောင်မြင်ဖြစ်ထွန်းနေတယ်အဲ့ဒီအာကြီးရှိနေတဲ့အခိုက်အနှစ်၃ပါးအတွက်ယခုသီလအနှစ်အာသစ်ပြီးပြီဘာဝနာအနှစ်ရယူလိုက်ရအောင်ပြီးတော့မှဒါနအနှစ်ဝစီဒွါရ၌အောင်မြင်ဒါနအနှစ်ကိုကြိုးစားအားသိရအောင်ယခုဘာဝနာအနှစ်အားသိရအောင်ဘုန်းကြီးများဥပိ္ပဇေဆရာ1999ခုနှစ်တော်လင်းလာပြည့်ကျော်9ရက်နေ့ဘဝနဲ့ထံပြန်တော်မူမယ်ဆိုတော့မမူခင်9ရက်လောက်အလိုတော်လင်းလာပြည့်ကျော်4ရက်နေ့မှာရုပ်လက္ခဏာယောဂအချင်းအရာကြည့်တော့တပည့်တွေဘက်တော့မပါတော့ဘူးအရိဋ္ဌနမိတ်ခေါ်တဲ့သေဖို့ပြန်ရုပ်လက္ခဏာအရေးနမိတ်ပေါ်လာတော့တို့ဆရာတော့ငါတို့ဘက်မပါတော့ဘူးဒီမင်းဘက်ပါတော့မှသိကြဒီအချိန်မှာတောကပရိဒေဝဖြစ်ချင်းတဲ့ဆရာတော်အဖို့တရားနှလုံးကျင့်သုံးဖို့အရေးကြီးတယ်တတိမမေ့ဖို့အရေးကြီးတယ်လို့စဉ်းစားမိပြီးတော့ဘုန်းကြီးဆရာတော်ဘုရားတတိထားပါဒါလိုလူငယ်ကလူကြီးပြောဖို့ကလည်းမထိုက်အဲ့ဒီတော့ကိုဟန်နဲ့ဆရာတော်အတင်ညတဘုံသွားနဲ့ဇံရပုဂ္ဂိုလ်ကြီးတွေဟာနန္တရားကိုညှင်းငွေသူတို့နန္တရားကိုညှင်းငွေတာဟာလမ်းမှားတယ်လားမှန်တယ်လားမှန်တာပေါ့ကွယ်သူတို့မှာယုတ်တရားကိုညှင်းငွေဖို့တချမ်းနိုးနေဟုတ်တယ်မို့လားဆိုဟုတ်ပါရဲ့ကွာအရူပဘုံသွားမဲ့ဇံရပုဂ္ဂိုလ်ကြီးများကြတော့သူတို့ကယုတ်တရားကိုညှင်းငွေသူတို့ယုတ်တရားကိုညှင်းငွေတာဟာတရားလမ်းမှန်တာပဲမဟုတ်လားဖေဟာဆိုဟုတ်ပါတယ်ကွယ်နန္တရားကိုမညှင်းငွေတဲ့အတွက်သူတို့တချမ်းလိုတယ်လို့ဆိုရမှာပေါ့ဆိုဟုတ်တယ်ဒါဖြင့်ရင်အမှန်တစ်ခုပေါင်းပြီးတော့ဒီနာမရူပနာယုတ်တရားနှစ်ပါးသည်ဆက်ချုပ်ညွှန်ချပွဲကြောက်လန့်ထိတ်လန့်ဘွယ်တွေပါတကားလို့တပည့်တော်တို့နှလုံးသွင်းရဲ့ကောင်းတယ်မဟုတ်လားဗျာမှန်မယ်မဟုတ်လားပြည့်စုံမယ်မဟုတ်လားဆိုမှန်ပါတယ်တဲ့ပြည့်စုံပါတယ်သို့တော့တန်ယုတ်ဘိက္ခုနီတန်ယုတ်မှာလာတဲ့ဝစီယထေရီ9နှစ်အရွယ်ယဟန္တာဘိက္ခုနီလေးရွတ်တဲ့ဒုက္ခမေဝဟိတံဘောတိကာထာရွတ်ဆန်းွယ်ဒုက္ခမေဝဟိတံဘောတိဒုက္ခတိဋ္ဌတိဝေတိစနိညတရဒုက္ခတံဘောတိနိညာဒုက္ခနိရုဇ္ဇတိဒါရွတ်ပေးရဆရာနဲ့တပည့်တော်အ내ကပြီးဖြစ်လို့အ내ပေးဖို့မလိုဘူးပေါ့အခုတရားနာပရိသတ်များအနေနဲ့က9နှစ်အရွယ်ယဟန္တာထေရီမဲ့ဖြစ်တဲ့ဝစီယထေရီဘိက္ခုနီမလေးရွတ်တာနော်ဒီကထာဤတလံမြလောက်တော့ကိုယ်ခန္ဓာ၌နာယုံနှစ်ပါးဒုက္ခတရားသာလင်ဖြစ်၍တည်၍ပြည့်တယ်တဲ့နာယုတ်တရားနှစ်ပါးကိုအလွတ်ထား၍ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမအတ္တလိပ်ပြဆိုတဲ့သဘောတရားဖြစ်တာမဟုတ်ဘူးနာယုတ်နှစ်ပါးဒုက္ခတရားသာလင်ဖြစ်တယ်ချုပ်တယ်ဒါလို့အတိတ်ပဲရှိတယ်အဲဒီတော့ဒီကထာရွတ်ပြီးတော့ဆရာတော်ကဘာပြောလဲသူတို့ယဟန္တာအရှင်မြတ်တွေအနေနဲ့ကတော့ဒီခန္ဓာကိုယ်ကြီးကိုနာယုတ်အမြင်တဲ့ဒုက္ခလို့မြင်တာကပို့ပြီးတော့သူတို့ကစူးစိုက်နေတာကွာဒီတော့တို့ကတော့ပထမနာယုတ်မြင်မှု
တို့ကအရေးကြီးတာအဲ့ဒီတော့ဒီကထာကိုဒုက္ခနေရာ၌နာယုတ်ကိုထည့်ပြီးတော့နာမရူပံဝတံဘောတိတံဝဒိဋ္ဌတိဝေတိစနိညတရတမ္မာတံဘောတိနိညာတမ္မာနိရုဇတိအဲ့ဒီလိုနှလုံးသွင်းကြည့်ကွယ်အလွန်ကောင်းဆရာတော်ကအဲ့လိုနှလုံးသွင်းဖို့ပူပြီးတော့ဆန္ဒပြင်းထန်ဘုန်းကြီးများပြောတဲ့ဒီနာမရူပံဒီနာမရူပံနှလုံးသွင်းတာတဲ့ဤဂါထာနဲ့နာယုတ်ပေါ်နှလုံးသွင်းရင်ပူကောင်းတော့ကွယ်ဒီဂါထာကတော့နဲ့အတိတ်ဘယ်ကတော့ခုနကအတိုင်းပါဤတလံမြတ်လောက်တော့ကိုယ်ခန္ဓာ၌နန္တရားယုတ်တရားနှစ်ပါးတို့သာဖြစ်၍ချုပ်ကြ၏နာယုတ်နှစ်ပါးအလွတ်ထား၍ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမအတ္တလက်ပြဇီဝဆိုတဲ့သဘောတရားဟာဖြစ်လဲမဖြစ်ဘူးရှိကိုမရှိဘူးချုပ်လဲမချုပ်ဘူးလို့အတိတ်ပဲရပါတယ်အဲ့ဒီလိုပြောပြီးတော့ဆရာတော်ကရိပ်မိတယ်သူငါ့ကိုတတိပေးတာပဲဆိုတဲ့အတိတ်ပဲရိပ်မိတော့ဆရာတော်ကလည်းငါတတိမမေ့ပါဘူးဆိုတဲ့အတိတ်ပဲကိုဘာပြန်ပြောတယ်လဲဆိုတော့ဝဲတဲ့အရှင်ဂေါဓိကတို့ဒုက္ခဝေဒနာမဖြစ်အောင်လုပ်ပြီးမှသိသိရသေးတာငါကဖြစ်တာတဲ့ဒုက္ခဝေဒနာကိုအချင်းကြီးမချုပ်ပြောက်စေပါဘူးတဲ့အဲ့ဒီလိုအမိန့်ရှိဒါကဆရာတပည့်ဟိုပဂတိကျမ်းမာစဉ်ကိုကဟိုတရားတော်ကိုပြောနေကြဆရာတော်ကဘာပြောလဲနေမကောင်းရင်ကွဲ့တယ်တကူလုံးမှာမသက်သာဆုံးနေရာကိုကြည့်ဒီအခန့်ကဆုံးနေရာကြည့်ပြီးတော့အဲ့ဒီနေရာကိုစိတ်ကစူးစိုက်တာအခန့်ကာယပတာဒဘော၌ဓာတ်ချောက်ချား၍ဖြစ်တဲ့ယောဂရုပ်ထဲကပါတဲ့ပထဝီတေသောဝါယောဖွတ်တပယောလာပြီးထိခိုက်မှုကိုအကြောင်းပြု၍ဒီနေရာမှာအခန့်ခဲ့တဲ့ဒုက္ခဝေဒနာတဒုတ်ဒုတ်ဖြစ်တဲ့ဒုက္ခဝေဒနာသည်ဒုတ်တစ်ချက်မှာတသုတ်ဒုတ်တစ်ချက်မှာတသုတ်စမ်းကြည့်တသုတ်ချုပ်တာဝဲတဲ့အဲ့ဒါကြည့်ပြီးတော့ကာယင်စပဋိစ္စဖွတ်တပိစဥပ္ပစ္စတိဒုက္ခသာဂတကာယဝိညာဏတံအနိစ္စဒုက္ခအနတ္တနေတမမနေသောမတ္တမိနနေသောအတ္တလို့ချုပ်ပဲတဲ့အမတန်ကောင်းတယ်ဒါမှန်တယ်နော်ဒီတိုင်းမကောင်းတဲ့အခါငါမှဖြစ်ရလေခြင်းဆိုတဲ့ဒေါသမှုစိတ်ဖြစ်နေရင်ဒီခံရတဲ့ဒုက္ခသားကိုကာယဝိညာဉ်ကာယိကဒုက္ခဘောမှာစေတသိကဒုက္ခတွေကထပ်ပြီးတော့အများကြီးဖြစ်တဲ့အတွက်ပုထုဇဉ်တို့သူငါတွေမှာဆင်းရဲရတာဒီတို့သူငါဆင်းရဲတာဟာကာယိကဒုက္ခတဲ့စေတသိကဒုက္ခကပိုးများတာအဲ့ဒါကြောင့်အဲ့ဒီစေတသိကဒုက္ခမလာအောင်ကာယိကဒုက္ခကိုအနိစ္စဒုက္ခအနတ္တအဲ့ဒီလိုမြင်အောင်ရှုွယ်ဒါကပဂတိကျမ်းမာစဉ်ကဆရာတပည့်တလူပြောနေကြဖြစ်တော့ဩဆရာတော်ဒီမိမိကိုယ်ပေါ်မှာအခန့်ခက်တဲ့ဒုက္ခဝေဒနာကြည့်ပြီးတော့ထိုဒုက္ခဝေဒနာရဲ့တစ်ဖြစ်ချုပ်ကိုအာယုံပြုပြီးအနိစ္စဒုက္ခအနတ္တနှလုံးသွင်းနေတာပဲစိတ်ထဲကျဉ်တ်သွားအားရနောက်ဆရာတော်ကိုယ်လွန်ပြီးတဲ့နောက်ဇာမဏကိစ္စအပြည့်ယေရှုရှင်ညောင်းကန်သတော်ကြီးဖရာကြီးသတော်ကြီးများတာဝန်ပေးချက်အရာဘုန်းကြီးဟာယဟန်ရှိဝါလောက်မှာမင်းတို့ကနာရတိုက်ရဲ့အကြီးအကဲပြုလုပ်ပြီးတော့ထိုအချိန်ကဇာတင်သားသင်္က18ပါး18ပါးလောက်ပဲရှိပါအဲ့ဒီ18ပါး18ပါး18ပါးကိုဒီအကြီးအကဲလုပ်ပြီးစာပေပို့ချရှင်ပြုရဟန်းကအစရှိတဲ့ထို့တန်ခကိစ္စတွေမှာညောင်းကန်တော်ဘုရားကြီးဆရာတော်ဘုရားကြီးများရဲ့မျက်မှောက်မှာအားလုံးတန်ခကံကြီးကံငယ်များရွတ်ဆောင်လို့နှစ်လောက်ကြာတော့ဘုရားကြီးဆိုတော့ဘုရားကဝဲတဲ့မင်းလဲပရိသုပဋ္ဌာက10ဝါပြည့်ပါပြီတန်ခကံကြီးကံငယ်များလည်းပဲပြည့်စည်အောင်ရွတ်ဆောင်နိုင်ပြီးဒီကနောက်ကိုတို့ကိုကိစ္စတိုင်းမပင့်နဲ့တော့အဲ့ဒီလိုပြောပြီးတော့ဘုန်းကြီးများဒီလာပေးရ
ရည်သက်ချရတရားဟောရဟိုတရားနောက်ပိုင်းသံဝေကပိုင်းရောက်ဆရာရဲ့နောက်ဆုံးဩဝါဒအနေနဲ့ထူကားထားလေးအနဲ့ပြီးတော့ဒီအတိတ်ပဲပြောသံဝေကရစေပါတယ်နောက်ထူကားထားကိုလူများဆောင်းလွဲအောင်ဓမ္မလင်္ကာငါရေးကောင်းမယ်လို့ရေးတော့ဤကိုကာယတလမြ၌နဝနံယုတ်ဖြစ်၍ချုပ်ဤတလမြတော့ကိုယ်ခန္ဓာ၌နံယုတ်တရားနှစ်ပါးတို့သာဖြစ်၍ချုပ်ကြတယ်ဒီအတိတ်ပဲနော်ဤကိုကာယတလမြ၌နဝနံယုတ်ဖြစ်၍ချုပ်နံယုတ်နှစ်ပါးအလွတ်ထား၍ဤကလိပ်ပြဤကငါနှင့်ဤမှာဇီဝဤအတ္တဟုညွန်ပြဘွေရာမရှိပါသည်ခန္ဓာနံယုတ်မျှပါတကားနံယုတ်တရားဘေးဖယ်ထားဒီတလမြလောက်တော့ကိုယ်ခန္ဓာမှာနံယုတ်ကိုဘေးဖယ်ထားအလွတ်ထားပြီးတော့ဟောတာလိပ်ပြဟောတာငါဟောတာဇီဝဒါအတ္တလို့ပြီးကြနော်လိပ်ပြတို့ဇီဝတို့အတ္တတို့ငါတို့ဆိုတာနံယုတ်ကိုလွတ်ပြီးတော့သူတို့သိကြရှိတာမဟုတ်အမှန်ကတကယ်ရှိနေတော့နံယုတ်တရားနှစ်ပါးကိုပဲငါပဲအတ္တပဲလိပ်ပြပဲဇီဝပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲတို့ပြဉ္ညာတင်ပြီးတော့ပြောနေရအဲ့ဒီလိုမရှိတရားရှိတရားနှမျိုးနံယုတ်နှစ်ပါးရှိတယ်ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမအတ္တလိပ်ပြဆိုတာပညာသာရှိတယ်ပရမတ္ထတယတာမရှိဘူးအဲ့ဒီလိုခွဲသိတဲ့ဉာဏ်ကိုနာမရူပဝဝဌာနဉာဏ်လို့ခေါ်တယ်ဒီလင်္ကာလေးနဲ့တရားတစ်ပွဲနှစ်ပွဲသုံးပွဲဟောပြီးတော့ပြန်စဉ်းစားတော့ဥစ္စာဝိပဿနာမရောက်သေးဘူးဝိပဿနာရဲ့အခြေခံနာမရူပဝဝဌာနဉာဏ်ပဲရှိသေးတယ်ဒီတော့ဝိပဿနာရောက်မှတော့မယ်ဆရာတော်ပေးခဲ့တဲ့ဂါထာကိုအဖြစ်ကသဘောထားပြီးတော့ဒီဂါထာပေါ်မှာဝိပဿနာဉာဏ်ရောက်အောင်ငါထပ်ပြီးတော့ဖြည့်မယ်ဆိုပြီးဂါထာဆက်ရေးတင်္စဟုတ်တော်အဘဝိနဥဒိယပေယပိလနာအဝတ္တဝတ္တနာနေဆံဒုက္ခအနတ္တဝကေဝလံတင်္စနံယုတ်တရားထုံနှစ်ပါးလေဟုတ်တော်အဘဝိနဖြစ်ပြီးလင်ချုပ်ပြောက်တတ်သောအ내သဘောကြောင့်ကေဝလံအနိစ္စဝအနိစ္စဧကံသက်သက်မှန်သွားတကားဥဒိယပေယပိလနာအဖြစ်အပျက်တို့ဖြင့်အနိစ္စခံရခြင်းကြောင့်ကေဝလံဒုက္ခဝဒုက္ခဧကံသက်သက်မှန်သွားတကားအဝတ္တဝတ္တနာအလိုတို့မလိုက်ပါခြင်းကြောင့်ကေဝလံအနတ္တဝအနတ္တဧကံသက်သက်မှန်သွားတကားလို့အဲ့ဒီလိုဂါထာရေးပြီးတဲ့နောက်လင်္ကာဆက်ရေးတော့လည်းပဲနံယုတ်တရားဤနှစ်ပါးလဲရှိလျာကာလမတိကြပဲခဏဖြစ်လျက်ခဏပြည့်၍ဒါကအနိစ္စသိဖို့အခြေခံနှိစ္စချင်းရာဒုက္ခလို့ဆုံးဖြတ်ဖို့အခြေခံလိုမပါဘူးအဝတ္တဝတ္တနာထေနကြည့်တယ်အနတ္တလို့ဆုံးဖြတ်ဖို့အခြေခံတဘာဝအာဤသုံးပါးကြောင့်ဖြစ်ပွားသမျှအနိစ္စသည်ဒုက္ခအနတ္တဘာရကလို့ဟိုးလွန်ခဲ့တဲ့ဘုန်းကြီးရဟန်း10ဝါလောက်ကရေးခဲ့တယ်ဒီသင်္ကာကလက္ခဏာသမတနာဉာဏ်ကိုဖြစ်စေတဲ့လင်္ကာဖြစ်ပါဤလင်္ကာနှစ်ပိုက်ကိုရွတ်ဆို၍ယခုသူတော်စင်များသည်သီလအနှစ်အားသစ်ပြီးတော့ဘာဝနာအနှစ်ကိုဤလင်္ကာနှစ်ပိုက်ရွတ်ဆို၍အားထုတ်ကြအောင်နှလုံးသွင်းရအောင်ဘာဝနာတည်းဟူသောအနှစ်တရားအရယူကြရအောင်သူတော်ကောင်းတို့မိမိတို့ရွတ်ဆိုတဲ့သင်္ကာထဲမှာစိတ်ကိုထားအားလုံးလိုက်ဆိုကြဤကိုကာယဒလံမြ၌နဝနံယုတ်ဖြစ်၍ချုပ်ဤနံယုတ်နှစ်ပါးအလွတ်ထား၍ဤကလိပ်ပြဤကငါနှင့်ဤမာဇီဝဤအတ္တဟုညွန်ပြဘွေရာမရှိပါသည်
ခန္ဓာနံယုတ်ညပါတကားနံယုတ်တရားဤနှစ်ပါးလဲရှိလျာကာလမတိကြပဲခဏဖြစ်လျက်ခဏပြည့်၍နှိမ့်ဆက်ခြင်းရာလူမပါဘူးသဘာဝအားဤသုံးပါးကြောင့်ဖြစ်ပွားသမျှအနိစ္စသည်ဒုက္ခအနတ္တပါဒကာဤကိုယ်ကာယတလံမြ၌နဝနံယုတ်ဖြစ်၍ချုပ်ဤနံယုတ်နှစ်ပါးအလွတ်ထား၍ဤကလိပ်ပြာဤကငါနှင့်ဤမာဇီဝဤအတ္တဟုညွန်ပြပွေရာမရှိပါသည်ခန္ဓာနံယုတ်ညပါတကားနံယုတ်တရားဤနှစ်ပါးလဲရှိလျာကာလမတိကြပဲခဏဖြစ်လျက်ခဏပြည့်၍နှိမ့်ဆက်ခြင်းရာလူမပါဘူးသဘာဝအားဤသုံးပါးကြောင့်ဖြစ်ပွားသမျှအနိစ္စသည်ဒုက္ခအနတ္တပါဒကာဤကိုယ်ကာယတလံမြ၌နဝနံယုတ်ဖြစ်၍ချုပ်ဤနံယုတ်နှစ်ပါးအလွတ်ထား၍ဤကလိပ်ပြာဤကငါနှင့်ဤမာဇီဝဤအတ္တဟုညွန်ပြပွေရာမရှိပါသည်ခန္ဓာနံယုတ်မြပါတကားနံယုတ်တရားဤနှစ်ပါးလဲရှိလျာကာလမတိကြပဲခဏဖြစ်လျက်ခဏပြည့်၍နှိမ့်ဆက်ခြင်းရာလူမပါဘူးသဘာဝအားဤသုံးပါးကြောင့်ဖြစ်ပွားသမျှအနိစ္စသည်ဒုက္ခအနတ္တပါဒကာဤလိုနှလုံးသွင်းလိုက်တော့မိမိတို့မှာဘာဝနာတည်းဟူသောအနှစ်သာရတရားအနှစ်တစ်ခုရလိုက်ပြီသီလတည်းဟူသောအနှစ်သာရဘာဝနာတည်းဟူသောအနှစ်သာရနှစ်ပါးရှေ့တော်ပြုပြီးတော့သဗ္ဗဒါနံဓမ္မဒါနံဇိနာတိသဗ္ဗရတံဓမ္မရသောဇိနာတိသဗ္ဗရတိဓမ္မရတိဇိနာတိတဏ္ဍခယောသဗ္ဗဒုက္ခဇိနာတိဆိုတဲ့တရားတော်အရာဒါနတကားထဲမှာအမှုမြတ်ဆုံးဖြစ်တဲ့ဓမ္မဒါနဘုဒ္ဓဝါအကြောင်းအရာတရားဒေသနာတွေရှင်လူအားလုံးလာရောက်ကြည်ညိုသိနိုင်ကြပါစေလို့ဘုရားရဲ့စရိယတွေကိုတရားအလှူတွေကိုငါတို့နိဗ္ဗာန်ထာဝရအနေနဲ့လှူတာပဲသင်္ဃာယနာမေဖြေဆိုတာလည်းပဲဘုရားရဲ့တရားဒေသနာတော်တွေကိုမြတ်စွာဘုရားဟောတော်မှာတော့ပါဠိလိုပေါ့သို့တော့အဲ့ဒီဟောတဲ့ဘုရားစီတို့သူငါတော့နာမယ်ဆိုရင်တို့ကမြန်မာဘာသာကိုသာကြွညွန်ကျင်ကျင်တတ်သိကြတော့နားထဲမှာမြန်မာဘာသာနဲ့ကြားတာ
တို့နာတဲ့ကြားရတဲ့ဘုရားစကားကိုဓမ္မခန္ဓာဓမ္မစေတီငါတို့တီထားကောရောပူဇော်လှူဒန်းရတယ်စိတ်တဲ့အောင်မေအားလုံးဒါနတကားတို့အမြတ်ဆုံးဓမ္မဒါနအယတာတကားတို့အမြတ်ဆုံးတရားအယတာကိုငါတို့လူရတန်းရတယ်စိတ်တဲ့အောင်မေပြီးတော့ဝစီဒွါရ၌ဓမ္မဒါနသာသနာနှုတ်ကကောင်းမှုကုသိုလ်စေတနာတွေတရိပ်ရိပ်တဖွာဖွာဖြစ်ပွားရအောင်ယခုရေချက်ခွက်ကိုစီကင်၍အားလုံးကုသိုလ်ဘဝလိုက်ပြီးဆိုကြပါလေ